ဒီကနေ့2026ခုနှစ်9လပိုင်း3ရက်တနင်္ဂနွေနေ့ညနေခင်းအခါကာလဂျပန်နိုင်ငံတိုကျိုမြို့ဝါကိုရှိထေရဝါဒပရိယတ္တိကျောင်းတော်မြန်မာနိုင်ငံမှာရောက်ရှိနေကြတဲ့တရားဓမ္မတွေစုပေါင်းပြီးတော့တရားဘာဝနာအလုပ်ကိုကြိုးစားအထောက်ကြခြင်းတရားဒေသနာများကိုနာယူကျင့်ကြံကြခြင်းမြင့်မြတ်တဲ့လုပ်ငန်းတွေကိုစုပေါင်းပြီးတော့လှုပ်ဆောင်ကြမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့အခုစုမိနေကြနော်တရားဘာဝနာပွားများအထောက်တဲ့လုပ်ငန်းပဲဖြစ်ဖြစ်တရားဒေသနာကိုနာယူတဲ့လုပ်ငန်းပဲဖြစ်ဖြစ်အဓိကပန်းနိုင်ကပညာရှာတာပညာရမှပန်းနိုင်ရောက်တာလို့ဒီလိုနားလည်ရနော်တရားအထုတ်တယ်ဆိုတာလည်းပဲမသိသေးတာလေးတွေသိသွားဖို့ရောင်ဝါးဝါအသိလေးတွေရှင်းရှင်းလင်းလင်းဖြစ်သွားဖို့တရားအထုတ်ရဟုတ်တယ်မို့လားခံစားမှုလေးတွေကဘလို့ဖြစ်ပေါ်လာသလဲဘလို့ပျောက်ကွယ်သွားသလဲမကောင်းတဲ့စိတ်တွေဖြစ်လာရင်ဘလို့ဆင်းရဲသလဲကောင်းတဲ့စိတ်တွေဖြစ်လာရင်ဘလို့ချမ်းသာသလဲလက်တွေ့မသိနိုင်ဘူးလားသိနိုင်ပါဘူးဗျာကျမ်းစာတွေတဲကမကောင်းတဲ့စိတ်ကဆင်းရဲတယ်ပူလောင်တယ်လို့ပြောတယ်လက်တွေ့ကိုမသိရသေးဘူးဆိုရင်အဲ့ဒီကြားထားလို့သိတဲ့အသိကသိပြီးတော့လေးနေတဲ့သဘောကိုမဆောင်ဘူးကောင်းတဲ့စိတ်ဆိုတဲ့ကုသိုလ်တရားလေးဟာချမ်းသာစေတယ်သက်သာစေတယ်ငြိမ်းအေးစေတယ်လို့စားတဲ့ပေထဲမှာဖတ်ဖူးတယ်ဟောတာပြောတာလည်းနားထောင်ဘူးတယ်ကိုယ်တိုင်ကိုယ့်ရဲ့စိတ်ကိုကြည့်ပြီးတော့ကောင်းတဲ့စိတ်လေးဖြစ်သွားတဲ့အခိုက်အတန့်မှာစိတ်ကလေးချမ်းသာနေတာကိုမြင်ဘူးတယ်ဆိုရင်ဩကောင်းတဲ့စိတ်ကလေးဖြစ်ရတာအလွန်မှချမ်းသာပါလားအလွန်မှငြိမ်းအေးပါလားဆိုတာကိုယ်တိုင်ဉာဏ်နဲ့သိရတယ်ဘယ်ဟာကပို့ပြီးတော့လေးနဲ့တော့ကိုယ်တိုင်သိရတာပို့ပြီးတော့လေးနဲ့တယ်ဟုတ်လားအဲ့ဒါတရားထိုင်ရင်ဖြင့်အသိဉာဏ်ရတယ်ဆိုတာအဲ့ဒါမျိုးကိုပြောတာနော်အာထုံနိုင်ရင်အာထုံနိုင်သလောက်ဒီအနိစ္စသဘောလေးတွေကိုသိရတယ်တကယ်စစ်မှန်တဲ့ကျင့်တတ်မှုကိုဘယ်ဖြစ်ချင်းတရားမှမပေးနိုင်ဘူးဆိုတာကိုသိရတယ်ကိုယ့်အတူအကြောင်းအားလျော်စွာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေပဲကိုယ်သဘောကိုယ်ဆန္ဒအတိုင်းဖြစ်နေတာဘာမှမရှိဘူးဆိုတာကိုလည်းပဲသိနိုင်တယ်အဲ့ဒီအသိတွေငကိုကလည်းပဲအထိုက်လျောက်သိခဲ့ဘူးတာရှိမယ်သို့တော့ကိုယ့်ရဲ့အာထုတ်တဲ့အနေအထားကြာလာတာနဲ့အမျှစူးစူးဆိုင်ဆိုင်လှုပ်လာနိုင်တာနဲ့အမျှဒီအမှန်တရားတွေကိုကိုယ်ပိုင်ဉာဏ်နဲ့ဒါကဒီလိုဖြစ်သွားတာပါလားလို့သိရတာအလွန်မှမုံမြတ်တယ်အဲ့ဒါတရားအထုတ်ခြင်းရဲ့အဓိကရည်ရွယ်ချက်ကိုဖြည့်ဆည်းပေးနေတဲ့သဘောလို့ဘုန်းကြီးတို့နားလည်ရတရားအထုတ်တယ်ဆိုတာဘာတော့အသိဉာဏ်ကိုရှာတာပဲဟုတ်လားတတိနဲ့အသိဉာဏ်ကိုရှာတာအခုတရားနာတယ်ဆိုတာကလည်းပဲအသိဉာဏ်ကိုရှာတာပါပဲတကယ်လို့အသိဉာဏ်ကိုသာမရခဲ့ဘူးဆိုရင်တရားအထုတ်ရတာတရားနာရတာအဲ့ဒီလိုအတွက်လူရင်းမရောက်ဘူးလို့ဒီလိုပဲပြောရတချို့လည်းပဲတရားနာရင်းနဲ့အသိဉာဏ်မရဘဲနဲ့တခြားမလိုလားအပ်တဲ့အရာတွေရသွားတာလည်းရှိတတ်သေးတယ်အဲ့ဒါမျိုးဆိုရင်တော့တရားနာရတာအမျက်မရတဲ့အပြင်အရှုံးတောင်ရသွားနိုင်သေးတယ်အဲ့ဒါကမြတ်စွာဘုရားဟောတဲ့တရားတကယ်ကိုနာယူနေတဲ့တရားကမြတ်စွာဘုရားရဲ့အလိုတော်ကြမြတ်စွာဘုရားဟောခဲ့တဲ့အဆုံးအမကိုပဲပြီးပြင်းတဆင့်ပြန်ပြောတာဆိုရင်တော့အဲ့ဒါလိုအရှုံးမျိုးမရနိုင်ပါဘူးအစာတဲ့ကိုကတရားလို့အမည်ခံထားပေမဲ့လို့တရားနယ်ထဲမှာမသက်ဝင်တဲ့အကြောင်းအရာမျိုးတွေကိုနားထောင်မိသွားတာ哦တရားဆိုတဲ့နယ်ပယ်ထဲမှာဘောင်မဝင်တဲ့တော့တရားလို့ပြောလို့မရတဲ့စကလုံးကသုံးနှုံးရရင်တော့မကောင်းတတ်ဘူးပေါ့လေအတုအယောင်သဘောတွေအစစ်အမှန်သဘောမဟုတ်တာတွေပေါက်ကြရတယ်တချို့ဟာတွေဒါတွေကဘာလို့ဘုန်းကြီးကပြောတာတော့ဆိုတော့ဒီခေတ်က
မဟုတ်တာတွေရောဟုတ်တာတွေရောလိုင်းပေါ်မှာစုံနေတာဟုတ်တာတွေကိုကိုကရွေးချယ်ပြီးတော့ယူနိုင်မယ်ဆိုရင်တော့အလွန်မှကျေးဇူးများတယ်ပေါ့ကိုယ့်ရဲ့ရွေးချယ်မှုဉာဏ်ဖြင့်လို့ပဲဖြစ်ဖြစ်အကြောင်းတစ်မျိုးမျိုးကြောင့်မဟုတ်တာကိုနားထောင်လိုက်ရတယ်ဆိုရင်တော့အဲ့ဒါသတိထားအကျိုးရောက်နိုင်တယ်နော်အဲ့တော့ဘုန်းကြီးပြောနေတာကဘာတော့တရားအထုတ်တာဟာလည်းပဲပညာရှာတာတရားနာတာလည်းပညာရှာတာတရားအထုတ်တာကတော့ကိုယ်တိုင်တတိနဲ့ကိုယ်တိုင်သိအောင်ကြိုးစားတရားနာတာကတော့ဘယ်လိုတော့တရားနာတာကတော့ဘုရားသိခဲ့တဲ့ဥစ္စာကိုဘုန်းကြီးတို့ကနားလည်အောင်ကြိုးစားဒီနေရာမှာမနက်ကတော့ပါကျုပ်ဆိုတော့ဘုရားကြီးဟောတဲ့တရားအပိုင်းအစလေးတစ်ခုဘုန်းကြီးနားထောင်ပြသေးတယ်တချို့ကပြောကြတယ်တဲ့ကိုတွေ့တရားဆိုပြီးတော့ကမ္မထမ်းဆရာကသူတွေ့တဲ့တရားဒါကစာရဲရလာတဲ့တရားမဟုတ်ဘူးကိုယ်တိုင်ကျင့်လို့ကိုယ်တိုင်တွေ့ထားတဲ့တရားကိုတွေ့တရားအာပေါင်အာရင်တန်တန်နဲ့တချို့ပြောရတာရှိနော်မြတ်စွာဘုရားဟောခဲ့တဲ့တရားကမြတ်စွာဘုရားတွေ့တဲ့တရားအဲ့တော့အဲ့ဒီကိုတွေ့ဆိုတဲ့ပုဂ္ဂိုလ်တွေ့တဲ့တရားထက်မြတ်စွာဘုရားတွေ့တယ်ဆိုတဲ့တရားကပို့ပြီးတော့ဘုန်းကြီးကတော့အရေးထားလိုက်တယ်လို့မြင်တယ်ဟုတ်တယ်မဟုတ်လားခုဘုန်းကြီးတို့မြတ်စွာဘုရားဟောခဲ့တဲ့တရားဒေသနာတွေဟောတယ်ဆိုတာဘုန်းကြီးတို့ကိုယ်တွေ့မဟုတ်ဘူးလေဒါကဘယ်သူကိုယ်တွေ့လဲလို့မေးရင်ဘုရားရဲ့ကိုယ်တွေ့ဘုန်းကြီးကိုယ်တွေ့လို့ပြောလို့ရှိရင်ဒီဥစ္စာကတခါတည်းမှာအန္တရာယ်ရှိတတ်တယ်ကိုရည်သွေးရရောက်နိုင်တယ်ဝါကြွားရရောက်နိုင်တယ်ဟုတ်လားအဲ့တော့တကယ်တမ်းကတော့မြတ်စွာဘုရားရဲ့ဒေသနာတွေကိုရိုးရိုးရှင်းရှင်းစိတ်ကလေးတန်တန်နဲ့တဆင့်ပြောပြတာဟာတရားနာရတဲ့လူအတွက်ရောဟောတဲ့လူအတွက်ရောအလွန်မှဖြူစင်သေးတယ်တန်ရှင်းစေတယ်မြင့်မြတ်စေတယ်လို့ဘုန်းကြီးကတော့အဲ့လိုခံယူတယ်ပေါ့နော်အခုဘုန်းကြီးကနေတန်းစကားကိုကတော်တော်များနေပြီနော်သိသေးချင်တာလေးကများပါဘူးတရားအထုတ်တာလည်းပညာရှာတာပဲတရားနာတာလည်းပညာရှာတာပညာရမှလူရင်းရောက်ပညာဆိုတာဘာတော့သိသွားတဲ့သဘောနားလည်သွားတဲ့သဘောအဲ့တော့ဒီနေရာမှာပညာကငကိုကထဲထဲဝဲဝဲပြီးပြီးပြင်းပြင်းရှင်းရှင်းလင်းလင်းမသိသေးတာကိုဥပြီးတော့ရှင်းရှင်းလင်းလင်းသိသွားတာမျိုးလည်းရှိတယ်ငကိုကလုံးဝကိုမသိသေးတဲ့အကြောင်းအရာလေးအဲ့ဒါကိုအခုမှစပြီးတော့သိလိုက်ရတာလည်းရှိနိုင်တယ်ဒါတရားနာယူခြင်းအဖြစ်အဲ့လိုအသိတွေမရနိုင်ဘူးလားရနိုင်တယ်အဲ့ဒါဒီကနေ့ဘုန်းကြီးကတရားဓမ္မတို့ကိုဓမ္မပဒပါဠိတော်စိတ်တဝတ်ထဲမှာမှတ်တမ်းတင်ထားတဲ့ဂါထာလေးတစ်ပုဒ်ကိုပြောပြခြင်းဒီဂါထာလေးဟောရခြင်းရဲ့အကြောင်းနေတန်းဝတ္ထုကဗုဒ္ဓဘာသာဝင်တိုင်းယဉ်ဒီကြောင်းပြီးသားအကြောင်းအရာတစ်ခုဗုဒ္ဓဘာသာဝင်မှန်လို့ရှိရင်အမြဲတမ်းလိုရွတ်ဖတ်ပူဇော်ကြတဲ့ပေကြီး၁၁တုတ်ထဲကမေတ္တာတုတ်ပေလူတိုင်းရတယ်မဟုတ်လားရနော်ဘေးအန္တရာယ်ကင်းတယ်ဆိုတဲ့ယုံကြည်မှုနဲ့ကောင်းကျိုးချမ်းသာမင်္ဂလာတွေပြည့်ဝလာလိမ့်မယ်ဆိုတဲ့ယုံကြည်မှုနဲ့ရွတ်ဖတ်ကြတာပူဇော်ကြတာတွေရှိတကယ်တမ်းကတော့မေတ္တာတုတ်ကရွတ်ဖတ်ပူဇော်တာလည်းပဲအလွန်မှကောင်းပါတယ်တကယ်မြတ်စွာဘုရားဖြစ်စေခြင်းတာကမေတ္တာတရားကိုယ်တန်တန်မှာထက်ခါဖြစ်အောင်လေ့ကျင့်တဲ့အလုပ်ကိုလုပ်စေခြင်းတာမေတ္တာဆိုတာတတ္တဝါတွေကိုချမ်းသာစေခြင်းတဲ့သဘောလေးပဲဘာမှနားမလည်နိုင်စရာမရှိဘူးအဲ့ဒီမေတ္တာတုတ်ပိတ်ထဲမှာကိုပဲမေတ္တာရဲ့သဘောလေးကိုရိုးရှင်းရှင်းနားလည်အောင်မြတ်စွာဘုရားဥမာလေးပေးပြီးတော့ဟောတယ်မာတာယထာနိယံပုဒ္ဒမာယုတာဧကပုဒ္ဒမနုရခေရတယ်မို့လားတူရီသောသားကိုမိခင်ဟာစောင့်ရှောက်တယ်လို့မျိုးသားသမီးတောင်အများကြီးမပြောဘူးတူရီသမီးလို့တောင်မပြောဘူးသားလို့ပြောတယ်မေတ္တာကိုပို့ပြီးတော့ပေါ်လွင်ထင်ရှားစေခြင်းလို့ဒီထဲမှာမိဘတွေအများကြီးပါလိမ့်မယ်ဟုတ်လားမေတ္တာဆိုတာဘာတုံးလို့မေးရင်ရိုးရှင်းရှင်းလေးမေတ္တာဆိုတာမိဘစိတ်ထားတာဘုန်းကြီးကတော့အဲ့လိုလေးနားလည်စေခြင်းကိုသားသမီးပေါ်ထားတဲ့သဘောထားမျိုးတခြားလူတွေရဲ့အပေါ်မှာထားနိုင်ဖို့လေ့ကျင့်ရကိုသားသမီးကိုဘလောက်ကောင်းစေခြင်းတုံးကိုဘလောက်ဘေးရန်ကင်းစေခြင်းတုံး
ကိုဘလောက်ချမ်းသာစေခြင်းတုံးအဲ့ဒါလေးကိုအရင်စဉ်းစားလိုက်ပြီးရင်အဲ့ဒီစိတ်ဆန္ဒမျိုးလေးတခြားသောတရားတွေရဲ့ပုံမှာဖြစ်အောင်ကြိုးစားနားမလဲစရာဘာမှမရှိဘူးနော်တခါတလေကျုပ်တို့ကအလွန်ရိုးရှင်းတဲ့အသုံးများတဲ့ဒီစကလုံးဒီအဓိပ္ပာယ်တွေကိုပဲပြပြပြင်းမသိပဲရှိနေတယ်လို့ဘုန်းကြီးကပြောပြတာမြမနဲ့လူတတ္တဝါဟူသည်များတို့သည်ဘေးရန်ကင်းကွာကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေတတ္တဝါတွေကိုချမ်းသာစေခြင်းနဲ့ဆိုလို့ရှိရင်ဘုန်းကြီးများဘေးရန်ကင်းစေခြင်းမှဖြစ်လိမ့်မယ်မဟုတ်တော့ဘေးရန်ကင်းမှချမ်းသာမှာ哦ဒါကြောင့်နံပါတ်1ဘေးရန်ကင်းဖို့အရင်ဆန္ဒကလေးထားပေးရတတ္တဝါတွေချမ်းသာဖို့ဆိုရင်နံပါတ်2ကျမ်းမာရေးကောင်းဖို့လည်းလိုလိမ့်မယ်ဒါကြောင့်ကျမ်းမာရေးကောင်းကြပါစေလို့လုပ်ပေးရတတ္တဝါတွေချမ်းသာဖို့ဆိုရင်နံပါတ်3စိတ်ညစ်စရာတွေစိတ်ပူစရာတွေစိုးရင်စရာတွေစိတ်ဆင်းရဲစရာတွေကင်းဝေးမှလည်းပဲဖြစ်လိမ့်မယ်ဒါကြောင့်စိတ်တွေလည်းပဲငြိမ်းအေးကြပါစေချမ်းသာကြပါစေသိမများဘူးနော်ဘေးရန်ကင်းပါစေကျမ်းမာပါစေချမ်းသာပါစေအဲ့ဒါကိုဗြဟ္မပြည်ကနေစပြီးတော့စိတ်ကိုညှုတ်ခက်လိုက်ဗြဟ္မာနတ်လူဗြဟ္မာပြည်နတ်ပြည်လူပြည်ဟုတ်လားတတဝါဟူသမျှတို့သည်ဆိုတော့အပေပုံသားတွေကုန်ပါသွားရောဗြဟ္မာနတ်လူတတ္တဝါဟူသမျှတို့သည်ဘေးရန်ကင်းကွာကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေစိတ်ပါလက်ပါလေးရွတ်ဆိုဒီဆိုရိုးလေးကိုကြည်ပြုံအောင်ကြက်မှတ်ပြီးတော့ကြည်ပြုံပြီးဆိုရင်စိတ်ထဲကတူတူလေးရွတ်တခါရွတ်ဆိုပြီးရင်ပဋိသစေချဘာလို့ပဋိကန်ခိုင်းတာတုံးဆိုတော့အနည်းဆုံးတော့တခါလုံးရင်108ခေါက်လောက်လုပ်ဖြစ်အောင်လို့အရေးအတွက်ကအရေးချင်းကိုအကျိုးပြုလိမ့်မယ်တခါမေတ္တာစိတ်ထားတာနဲ့10ခါမေတ္တာစိတ်ထားတာအရေးသွေးချင်းမတူဘူးအခါတရာလောက်မေတ္တာထားလိုက်မယ်ဆိုရင်ပိုးပြီးတော့ကောင်းလာမေတ္တာတရားကိုဘုန်းကြီးကအလွန်အားကိုးစေခြင်းတယ်ဘာလို့ဆိုသူ့ရဲ့စွမ်းအာနိသင်ဟာအလွန်ကြီးတယ်မြတ်စွာဘုရားကမေတ္တာတရားကြောင့်ရရှိမဲ့ကောင်းကျိုးချမ်းသာတွေမေတ္တာတရားရဲ့စွမ်းအာနိသင်တွေကိုငါကလွဲလို့ဘယ်သူမှပြည့်ပြည့်စုံစုံအကုန်မသိဘူးလို့အဲ့လိုတောင်မြတ်စွာဘုရားပြောခဲ့တာဟုတ်လားအခုဘုန်းကြီးကဒီမေတ္တာသုတ်ဏိဒံမေတ္တာသုတ်မြတ်စွာဘုရားဟောခဲ့တဲ့အကြောင်းဏိဒံဝတ္ထုအဲ့ဒီမြတ်စွာဘုရားဟောတဲ့မေတ္တာသုတ်ကိုနာခံကြတဲ့ယဟန်တော်တွေအဲ့ဒီယဟန်တော်တွေကိုမြတ်စွာဘုရားဆက်ပြီးတော့ဟောတဲ့ဒေသနာလေးကိုအဓိကပြောကျင်တာပါဒါကစကားဆက်မိလို့မေတ္တာအကြောင်းကိုရောက်သွားတာအဲ့ဒါမြတ်စွာဘုရားလက်ထက်ကယဟန်တော်6ကြိမ်လောက်မြတ်စွာဘုရားစီကနေကမ္မထံတရားယူပြီးတော့တောရက်ကိုဝင်ပြီးတော့တကယ်ရွရွချွန်ချွန်အထုတ်ကြတာဒီဇလန်လေးကိုဘုန်းကြီးကအသေးစိတ်ပြီးတော့မပြောပါဘူးအကုန်လုံးကြားဖို့ပြီးသားသီလရှိတဲ့ယဟန်တွေလာတာဖြစ်တဲ့အတွက်ကြောင့်ငကိုကအဲ့ဒီတစ်ပင်တွေမှာရှိနေတဲ့နတ်တွေကနေရထိုင်ရတာဆင်းရဲတယ်သီလရှိတဲ့ယဟန်တွေကအောက်ကသွားတယ်သူတို့အပေါ်မှာနေရတာသိအဆင်မပြေဘူးအဲ့ဒီတော့ဘာလုပ်ကြတုံးဆိုတော့မနေနိုင်အောင်လုပ်ကြတယ်အမျိုးမျိုး6လန့်ကြရတယ်6လန့်တယ်ဆိုတာကအယောင်နဲ့6လန့်တာရှိတယ်အတန်နဲ့6လန့်တာရှိတယ်အနတ်နဲ့6လန့်တာရှိတယ်ဟုတ်လားမြင်ရတဲ့အစင်းကြီးကစိတ်မချမ်းသာစရာကြီးကြောက်စရာကြီးကြားရတဲ့အတန်ကစိတ်မချမ်းသာစရာကြောက်စရာရတဲ့အနတ်တွေကတကယ်ယွန်ရှာဆက်ဆုပ်ဖွယ်ရဘလို့မှစိတ်ရဲ့တည်ငြိမ်မှုကိုအဲ့ဒီရဟန်းတော်တွေမတည်ဆောက်နိုင်ဘူးအဲ့ဒါနဲ့ဘုန်းကြီးတို့ဝါကောင်လာကြီးတဲ့ကိုပြန်လာရတယ်ဝါတွင်းကာလာကြီးအဲ့ဒါမြတ်စွာဘုရားဒီပြန်ရောက်လာတယ်အဲ့ဒါမြတ်စွာဘုရားကဒီရဟန်းတွေလက်နဲ့မပါဘဲနဲ့သွားတာကိုငါလက်နဲ့တက်ဆင်ပေးလိုက်မယ်မင်းတို့ဒီလက်နဲ့သွားကြလက်နဲ့လို့သုံးတာအဲ့ဒီကာထာလေးရဲ့ဖွင့်တဲ့အဖွင့်အထက်ကရာမှာလက်နဲ့လို့သုံးတယ်ဘာလို့တုံးဆိုတော့မေတ္တာကိုလက်နဲ့လို့သုံးတယ်နော်အဲ့မြတ်စွာဘုရားမေတ္တာတုတ်ပေးအဲ့ဒီမှာသင်ပေးတယ်ဒါကိုရွတ်ဖတ်ရမယ်တရေစေရမယ်ဒီစကားကိုအပြည့်အဝနားလည်နေတဲ့ဒီလူမျိုးကိုဟောတဲ့စကားတကယ်တမ်းကရွတ်ဖတ်တာပူဇော်တာထက်သူကမေတ္တာပွားခိုင်းတာမေတ္တာမပွားခင်ရှေးဖို့မှရှိရမယ့်အည်သွေးကိုလည်းပဲတိဆောက်ခိုင်းတာမေတ္တာမပွားခင်ရှေးဖို့မှရှိရမယ့်အည်သွေးဟာ15ချက်တောင်အဲ့ဒီမှာတွေ့ရတယ်တကောဥဇုစာသူဥဇုစာသူဝဆောသတ္တမုတုအနာတိမာနိရရမို့လားတန်တုံတကောစာသူဝရောစာအပကိသောစာတန်လဟုကဟုတ်တိ
တန်တိန်တရိယောစနိပကောစအပကဘောကုလေသောနာနုဂိတောနာသခုဒ္ဓမဟာစရိကိဉ္စီယေနဝိညူဝရေဥပဝရေယမေတ္တာပွားကြတော့မဲ့ပုဂ္ဂိုလ်အထူးသဖြင့်အငြိမ့်တဲ့နိဗ္ဗာန်ကိုဆက်ရောက်ဖို့ဆိုတဲ့မြင်မာတဲ့ရည်ရွယ်ချက်နဲ့ဘာဝနာတရားတစ်မျိုးမျိုးကိုပွားကြတော့မဲ့ပုဂ္ဂိုလ်တွေဟာဒီရည်သွေး15မျိုးအရင်ရှိရမယ်လို့မြတ်စွာဘုရားရှိတဲ့ရှိတတ်တဲ့အရည်သွေးကိုရှိဖို့အရင်ဟောလိုက်တာတက္ကဆိုတာစွမ်းနိုင်လုံနိုင်ရမယ်လုံမယ်ငါမဖြစ်ဖြစ်အောင်လုံမယ်နော်အဲ့ဒီအရည်သွေးကအရင်စပြောတာနော်ဆရာကြီးဥဒုက္ခရေးတဲ့မေတ္တာသုံးဆိုတဲ့စာအုပ်လေးရှိတယ်ဒါလူငယ်တွေကိုမြင်တော့ဘုန်းကြီးကစာအုပ်ပဲညွှန်းကျင်တယ်အဲ့ဒီစာအုပ်ကိုသာဖတ်ကြည့်ဘာမှနားမလည်တရားမရှိဘူးတကယ်ကိုထဲထဲဝင်ဝင်ရေးထားတာနောက်ဆုံးအင်္ဂါရပ်လေးကနာသခုဒ္ဓမဟာစရိကိဉ္စီယေနဝိညူဝရေဥပဝရေယပညာရှိသူတော်ကောင်းတွေကဲ့ရဲ့เสียမကောင်းတဲ့အလုပ်မျိုးဆိုရင်တိတိလေးတောင်မလုပ်ပါနဲ့တဲ့အဲ့ဒီအရည်အသွေးကိုအရင်မလုပ်ရမှာတော့ရှိအောင်ကြိုးစားဘုန်းကြီးရဲ့အဲ့လိုဆိုရင်တော့မေတ္တာကိုပို့လို့ရတော့မှာမဟုတ်ဘူးလို့အဲ့လိုလည်းပဲဆင်ခြင်မပေးနဲ့ဟုတ်လားပို့ရင်းနဲ့လှုပ်ရင်းနဲ့ဘုန်းကြီးတို့တွဲလှုပ်သွားလို့မရဘူးလားရရနော်အဲ့တော့မြတ်စွာဘုရားအဲ့ဒီမေတ္တာသုတ်ပေတရားတော်ကိုဟောပြီးတော့ဒါကိုရွတ်ဖတ်ရမယ်ဒီတရားလာတဲ့အတိုင်းလိုက်နာရမယ်ကျင့်သုံးရမယ်အထူးသဖြင့်မေတ္တာစိတ်တို့ဖြင့်မိမိရဲ့နှလုံးသားမှာငြိမ်းအေးနေစေရဘလောက်ထိတောင်မြတ်စွာဘုရားကမေတ္တာစိတ်ထားကိုရှိစေခြင်းတာတော့တိဋ္ဌံစရဏနိသိဏောဝတယာနောယာဝတ္တဝိဒမေတောရွတ်နေတဲ့စကားထဲမှာအတိပ္ပယ်နားလည်မှုမပါဘူးဆိုရင်တော့တော်တော်ဝမ်းနည်းစရာကောင်းတာနော်ကိုဘာဆိုးနေလို့ဆိုးနေမှလည်းမသိဘူးကုသိုလ်တော့ရမှာပေါ့ကုသိုလ်ရတယ်ဆိုတဲ့စိတ်နဲ့ဆိုတာဆိုတဲ့အခါကျတော့အတိပ္ပယ်နားလည်မှုပါဖို့ဘလောက်အရေးကြီးသလဲဆိုတာလေးကိုဘုန်းကြီးကစဉ်းစားမိသေးခြင်းလို့ပြောပြတာ။ဘာပြောတာတော့အဲ့ဒီကာထာလေးကရက်နေရင်ပဲဖြစ်ဖြစ်သွားနေရင်ပဲဖြစ်ဖြစ်ထိုင်နေရင်ပဲဖြစ်ဖြစ်လျောင်းဆက်နေရင်ပဲဖြစ်ဖြစ်နိုးချနေတဲ့အချိန်တိုင်းမှာဒီတတ္တဝါတွေကိုချမ်းသာစေခြင်းနဲ့စိတ်ကလေးနဲ့ရှင်တဲ့တတိတရားမေတ္တာစိတ်ကလေးရှိနေရမယ်လို့ပြောတာအဲ့ဒါလိုနေထိုင်နေမယ်ဆိုရင်အဲ့ဒီလူရဲ့နေထိုင်ခြင်းဟာအလွန်မြင့်မြတ်တဲ့နေထိုင်ခြင်းဖြစ်တယ်လို့ပြောတာတိဋ္ဌံစရဏိသိဏောဝတေယနောယာဝတ္တဝိဒမေတောနော်အိတ်ချင်ငိုင်းမိမှုကင်းနေတဲ့အချိန်တိုင်းမှာနော်ဧတံတတိန်ဒိဋ္ဌိယဗြဟ္မမေတံဝိဟာရမိရမှာဟုတ်နော်ကိုယ်စိတ်လေးကိုအဋိဌံလေးနဲ့ငါမေတ္တာစိတ်ကလေးနဲ့နေပါမယ်မေတ္တာစိတ်လေးဖြစ်အောင်နေပါမယ်အဲ့လိုအဋိဌံလေးနဲ့နော်ဆောက်တည်ပြီးတော့ဘုန်းကြီးတို့နေမယ်ဆိုရင်ဒီနေခြင်းဟာအလွန်မှမြင့်မြတ်တဲ့နေခြင်းဖြစ်တယ်မြတ်စွာဘုရားအဲ့လိုလေးပြောတယ်အဲ့ဒါနဲ့အဲ့ဒီယဟန်တော်တွေလက်နဲ့ရခဲ့တယ်နော်အဲ့ဒီလက်နဲ့သူတို့နေကြတယ်အဲ့ဒီစိတ်ထားလေးနဲ့သူတို့နေကြတယ်နော်နတ်တွေဆိုတော့ပိုးပြီးတော့တခြားသောတရားတို့ရဲ့စိတ်ကိုသိနိုင်မြင်နိုင်စွမ်းပိုးကြီးမားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အပြောင်းလဲကသိကြရမဆောင်ရဘူးတောက်လျှောက်ပဲပြောင်းလဲတယ်ငါတို့ကမနေနိုင်အောင်6လန့်နေတဲ့အနေထားကနေအခုကျတော့အလွန်ကိုကြီးပြူသွားတယ်ကြီးပြူတဲ့စိတ်ကိုဘာနဲ့သူတို့ကထပ်ပြီးတော့တက်တည်ပြကြတုံးဆိုတော့ဝေယဝစ္စတွေဘာတွေတောင်ပြုကြတယ်ဟုတ်လားယဟန်တော်တွေရဲ့ဝေယဝစ္စတွေတော့နတ်တွေကလုတ်ပေးတဲ့အံ့ဩစရာကြီးနော်မေတ္တာတရားရဲ့စွမ်းအားအနိဒေလူတယောက်ရဲ့စိတ်ကိုဒီမှာတော့နတ်ဆိုတော့တရားတူတယောက်ရဲ့စိတ်ကိုမြန်မြန်ဆန်ဆန်ပြောင်းလဲသွားစေသူစိတ်ကိုဓာတ်ရိုက်ဘုန်းကြီးတို့ကဘလို့ပြောင်းလဲစေမလဲဒီပြင်နီးနေတာဆိုရင်တော့ဘာမှလုပ်လို့မရတဲ့ကိစ္စကြီးလို့ဘုန်းကြီးကမြင်တယ်ဟုတ်တယ်မဟုတ်လားသူကိုယ်တိုင်ကပြောင်းလဲခြင်းစိတ်ပေါက်သွားအောင်ကိုကနေပေးလိုက်တဲ့သဘောပဲအဓိကကင်တွယ်လိုက်တာကသူများကိုပြောင်းလဲဖို့ကြိုးစားတဲ့နေရာမှာသူများစိတ်ကိုဓာတ်ရိုက်ကင်တွယ်တာမဟုတ်ဘူးကိုယ်စိတ်ကိုပဲဓာတ်ရိုက်ကင်တွယ်တာဒါလေးလဲနားလည်ဖို့လိုတယ်သူများစိတ်ကိုလိုက်ပြီးတော့ဓာတ်ရိုက်ကင်တွယ်လို့မရဘူးတယောက်ရဲ့စိတ်ကိုတယောက်အခြားတယောက်ကကင်တွယ်လို့မရဘူးကိုယ်စိတ်ကိုလည်းသူများလာကင်တွယ်လို့မရဘူးဒါပေမဲ့သူစိတ်ကိုသူကောင်းကောင်းမွန်မွန်ကင်တွယ်နိုင်ခြင်းကိုကတိတဲ့မြင်တဲ့လူတွေရဲ့စိတ်ဟာဘာဖြစ်သွားလဲပြောင်းလဲသွားတယ်အဲ့ဒီအချက်ကလေးကိုလည်းပဲတဘာဝကြကြမြင်စေခြင်းနော်ဘုန်းကြီးတို့အင်္ဂုတ္တပါဠိတော်ဧကတတနိပတ်ထဲမှာမေတ္တာရဲ့စွမ်းအာနိသင်17မျိုးတောင်မြတ်စွာဘုရားမြင်ပြီးတော့ပြထားတယ်အဲ့ဒါမျိုးလေးတွေဆင်ခြင်တဲ့တယ်ဘာဖြစ်လို့တော့မေတ္တာတရားကိုအကုလိုစိတ်ထက်သန်ဖို့
ဘုန်းကြီးတို့ကဘဝခီးကိုသွားနေတာဘဝလွတ်မြောက်အောင်ဟဲ့ဘဝချုပ်ငြိမ်းအောင်ဟဲ့ဆိုပြီးတော့မြင့်မြတ်တဲ့အလုပ်ကိုတကယ်စွန့်စွန့်တမန်လုပ်နိုင်ကြသေးတာမဟုတ်ဘူးဒါကြောင့်ဘဝချုပ်ငြိမ်းဖို့ကလည်းပဲတော်တော်နဲ့မျှော်လင့်လို့မရနိုင်သေးဘူးလို့ဘုန်းကြီးကတော့ရေဘူးရသဘောမြင်မိအဲ့လိုဆိုရင်ဘဝခီးကိုသွားမှာဘဝခီးဆိုတာရေဘူးရသဘောအဖြစ်ပြောရရင်အလွန်ကြမ်းတမ်းပါတယ်ဟုတ်လားကြမ်းတမ်းတဲ့ဘဝခီးမှာမေတ္တာတရားရဲ့အကာအကွယ်အဆောင်အရှောက်အောက်မှာဘုန်းကြီးတို့သွားနိုင်မယ်ဆိုရင်ပို့ပြီးတော့အစဉ်ပြေလိမ့်မယ်ချောမွေ့လိမ့်မယ်ဘုန်းကြီးအခုတလောရသော်ဘုရားရဲ့ဒေသနာတော်တွေဆိုတာလိုရင်းတူရဆုလိုက်ရင်ဘဝထဲမှာအစဉ်ပြေရဲ့ဘဝဒုက္ခချုပ်ငြိမ်းရေးရဲ့ဒီနှမျိုးပဲလို့မကြာခဏပြောပြနေတယ်အဲ့ဒါဘဝထဲမှာအစဉ်ပြေခြင်းနဲ့ဆိုရင်စိတ်ကောင်းနှလုံးကောင်းထားရမယ်စိတ်ကောင်းနှလုံးကောင်းရှိဖို့စိတ်ကောင်းနှလုံးကောင်းများဖို့ဆိုရင်မေတ္တာတရားကိုပွားကြည့်စမ်းအလွန်ထိရောက်တဲ့စိတ်ကောင်းနှလုံးကောင်းကိုပြုစုပြောထောင်နည်းလို့ဘုန်းကြီးကအဲ့လိုမြင်မိတယ်ဟုတ်လားမေတ္တာကိုပွားကြည့်စိတ်ကောင်းနှလုံးကောင်းဆိုတဲ့စကားလုံးလေးကိုလည်းစဉ်းစားစေခြင်းတယ်စိတ်ကောင်းနှလုံးကောင်းဆိုတာရေဘူးရသဘောကတော့သူများပေါ်ကောင်းတဲ့စိတ်ထားလေးကိုပဲပြောကြတာပဲမဟုတ်လားသူများကိုဆင်းရဲစေခြင်းနဲ့သူများကိုဒုက္ခရောက်စေခြင်းနဲ့ဒါဆိုရင်စိတ်တကြီးကညံ့ဖျင်းလိုက်တာဟုတ်လားနေရာတကာကိုယ့်ဘို့ကြီးကြည်နေတယ်ကိုယ့်အတ္တကြီးကြည်နေတယ်ဆိုရင်ဘာတော့စိတ်တကြီးကညံ့ဖျင်းလိုက်တာမေတ္တာတရားကအဲ့လိုအတ္တကြီးတာတွေသူများအတွက်ဘာမှထက်မတွက်တာတွေသူများကိုဒုက္ခပေးမှတွေဒါမျိုးတွေကိုအကုန်လုံးမဖြစ်သွားဘူးရှင်းထုတ်ပလိုက်အလုံးမဖြူစင်တန်ရှင်းတဲ့ကောင်းမွန်တဲ့တဘာဝလေးဖြစ်ပေါ်နေစေလိမ့်မယ်မေတ္တာတရားကဟုတ်လားဒါကြောင့်ဘဝထဲမှာအစဉ်ပြေခြင်းလို့ရှိရင်စိတ်ကောင်းနှလုံးကောင်းထားရမယ်စိတ်ကောင်းနှလုံးကောင်းများဖို့ဆိုရင်မေတ္တာတရားထားရမယ်မေတ္တာတရားလို့ပြောလိုက်ရင်တစ်ဆက်တည်းဘုန်းကြီးတို့ဒီတရားဓမ္မတွေရဲ့စိတ်ထဲကိုနားလည်သွားစေချင်တာလေးတစ်ခုကကရုဏာရဲ့မုဒိတာရဲ့ဥပေက္ခရဲ့ဒီသုံးပါးကိုပါပေါင်းပြီးတော့နားလည်စေခြင်းဟုတ်လားမေတ္တာဆိုတာကတတ္တဝါတွေရဲ့ပုံမှာချမ်းသာစေခြင်းတာသူအားကောင်းလာပြီဆိုရင်ကရုဏာတရားကရုဏာဆိုတာဆင်းရဲဒုက္ခကလွတ်စေခြင်းတာကိုကမေတ္တာတကယ်ရှိပြီဆိုရင်ဒီလူဆင်းရဲနေတယ်ဘလို့နီးနေမှနော်စိတ်ထဲမှာကရုဏာဖြစ်ဖို့အတွက်အခက်အခဲရှိတော့ဟုတ်လားမုဒိတာကြတော့နည်းနည်းခက်တယ်နော်မုဒိတာဘာပြောတာတော့အစဉ်ပြေတာကိုဝမ်းသာနိုင်တာအစဉ်မပြေတာကိုတနာဖို့ကလွယ်တယ်အစဉ်ပြေတာကိုဝမ်းသာဖို့ကြတော့အလွန်ခက်တယ်ဟိုတုန်းကတရားလေးတစ်ပုဒ်ထဲတောင်ထည့်ပြီးတော့ဟောဘူးသေးတယ်အိမ်နဲ့အိမ်ရှိတယ်တကယ်ဖြစ်ရပါတအိမ်ကအစဉ်ပြေတယ်တအိမ်ကအစဉ်မပြေဘူးအစဉ်ပြေတဲ့အိမ်ကအစဉ်မပြေတဲ့အိမ်ကိုအမြဲတမ်းကူညီတယ်စောင့်ရှောက်တယ်ဖေးမတယ်အကုန်လုပ်ပေးတယ်တကယ်ကိုညီအကိုမတော်ဘဲနဲ့ညီအကိုပေါ်မှာစောင့်ရှောက်တယ်လို့မျိုးမောင်နှမမတော်ဘဲနဲ့မောင်နှမပေါ်မှာစောင့်ရှောက်တယ်လို့မျိုးတကယ်ကိုထဲထဲဝင်ဝင်စောင့်ရှောက်ကူညီတယ်ဖေးမနောက်တော့အစဉ်မပြေတဲ့အိမ်ကထီပေါက်တယ်တဲ့ထီကဘဝပြောင်းသွားအောင်ကိုပေါက်ပလိုက်တယ်အဲ့ဒီထီပေါက်တဲ့နေ့ကစပြီးတော့အမြဲကူညီနေတဲ့အစဉ်ပြေတဲ့အိမ်ကခေါ်ကိုမခေါ်တော့ဘူးတဲ့ဘာဖြစ်သွားတာဘုန်းကြီးကအဲ့ဒီဖြစ်ရလေးကိုကြားရတော့စဉ်းစားကြည့်တယ်ဟုတ်တာပေါ့တနာရတာလွယ်တော့တနာတာပေါ့တနာရတာကိုကအထက်ကနေရတာကိုဟုတ်လားဝမ်းသာရတာဆိုတော့လွယ်သေးသလားလွယ်တော့ဝမ်းသာရတာဆိုတော့ကိုယ့်ရဲ့ตาသွားတဲ့သဘောကိုလည်းတက်ရောက်သွားတာကိုဒါပေမဲ့ကိုယ်သာတကယ်လို့မေတ္တာတရားအားကောင်းအောင်လုပ်မယ်ဆိုရင်အဲ့ဒီမုဒိတာသဘောတွေဟာလည်းလွယ်လွယ်လေးဖြစ်လာနိုင်တယ်ဥပမာခုနတုန်းကဥပမာဝယ်ရှင်းစဉ်းစားကြည့်လိုက်ကိုသားသမီးအရှင်ပြေတယ်ဆိုရင်ဘယ်မိဘမျိုးကဝမ်းမသာဘူးလို့ရှိမလဲဘာဘူးတော့ကိုသားသမီးလေးလေကိုချစ်တယ်ကောင်းစေခြင်းမေတ္တာကိုအခြေခံရင်ကရုဏာလည်းလွယ်တယ်မုဒိတာလည်းလွယ်တယ်ဥပေက္ခာဆိုတာကြတော့တမျိုးတစ်ပါးသာပြောင်းသွားတယ်လို့ဘုန်းကြီးထင်တယ်ဥပေက္ခာကသူကပညာပါမရဥပေက္ခာဆိုတာကတခြားသောတရားဝါတို့ရဲ့ချမ်းသာခြင်းဆင်းရဲခြင်းကကိုယ့်ရဲ့စိတ်ကိုကင်မလှုပ်နိုင်အောင်အလွန်ငြိမ်သက်အောင်တည်တတ်အောင်ထားနိုင်တဲ့သဘောဘယ်သူဆင်းရဲရဲ့ဘယ်သူချမ်းသာတာအဲ့ဒီချမ်းသာခြင်းဆင်းရဲခြင်းကကိုယ့်စိတ်ကိုမလှုပ်ရှားစေဘူးအလွန်မှငြိမ်သက်အောင်ထားနိုင်တဲ့သဘောအဲ့ဒါကအမြင်မှန်အလွန်ကိုအားကောင်းခိုင်မာနေမှအဲ့ဒီဥပေက္ခသဘောလေးရဖြစ်တာသူကအမြင့်မြတ်ဆုံးတရားပဲအဲ့ဒီဗြဟ္မဝိဟာရတရား၄ပါးတဲ့မှာဟုတ်လားအဲ့တော့အမြင်မှန်ခိုင်မာနေမှဥပေက္ခတရားကဖြစ်နိုင်တာဆိုတော့အမြင်မှန်ကဘာကိုပြောတာတုံးဆိုတော့ကံရဲ့အကျိုးနော်စိတ်စေတနာရဲ့စွမ်းရည်တတ္တိကမ္ဘာလောကမှာနော်တရားဝါတီးတီးရဲ့တဏ္ဍာမှာဖြစ်ပေါ်နေတဲ့ချမ်းသာခြင်းဆင်းရဲခြင်းတွေဆိုတာ
သူတို့လှုပ်ရက်သူတို့အလုတ်သူတို့အပြောသူတို့အတွေးအဲ့ဒီအလုတ်အပြောအတွေးကလည်းပဲဘလို့စိတ်ထားနဲ့လှုပ်တာလဲပြောတာလဲတွေးတာလဲစိတ်ထားကောင်းရင်ဒီစိတ်ထားကောင်းကိုအခြေခံပြီးတော့ဖြစ်တဲ့အလုတ်အပြောအတွေးကိုကောင်းတယ်လို့ပဲပြောရတယ်စိတ်ထားမကောင်းဘူးဆိုရင်တော့မကောင်းတဲ့စိတ်ထားနဲ့လှုပ်လေသမျှပြောလေသမျှတွေးလေသမျှမကောင်းဘူးလို့ပဲပြောရတယ်စိတ်ထားကအဓိကနော်ဒါပေမဲ့စိတ်ထားကြီးတယ်လည်းပဲအသေးစိတ်အကျိုးပေးဖို့ကံတရားတွေကမပြည့်စုံသေးဘူးဟုတ်လားအဲ့ဒီစိတ်ထားလေးကိုအခြေခံပြီးတော့အမျိုးမျိုးဘုန်းကြီးတို့ပုံဖော်ရတာရှိတယ်ပြောဆိုကြတာရှိတယ်တွေးကြံကြတာရှိတယ်အဲ့ဒီကြတော့မှအကျိုးပေးအသေးစိတ်ဖြစ်ပေါ်လာဖို့အတွက်အကြောင်းတရားတွေကပြည့်စုံသွားတာဆိုရပါစို့အသက်ရှည်တယ်တိုးတယ်ကျန်းမာရေးကောင်းတယ်ဆိုတယ်ပစ္စည်းဥစ္စာပေါ်တယ်ရှားတယ်ဒါတွေကိုဘာကြောင့်ဖြစ်တယ်လဲလို့အကြောင်းတရားကိုရှားတဲ့အခါမှာအကြောင်းတရားကပြစ္ဆုတ်ပံဘဝအကြောင်းတရားလည်းရှိတယ်အတိတ်ဘဝအကြောင်းတရားလည်းရှိတယ်အကြောင်းတရားကိုနှစ်မျိုးနားလည်ရမယ်အတိတ်ဘဝအကြောင်းတရားအနေနဲ့သူများအသက်တက်လိတတ်ထရှိတဲ့လူအသက်တိုးလိမ့်မယ်သူများကိုနှိမ့်ဆက်ညှင်းသေးတဲ့လူယောဂထူးလိမ့်မယ်ဒီလိုသွားဟုတ်လားနှမျောတဲ့လူဆင်းရဲမယ်ရေရောတဲ့လူချမ်းသာမယ်ဒါကဘာတော့အတိတ်ကအကြောင်းတရားကိုမြတ်စွာဘုရားမြင်ပြတာအတိတ်အကြောင်းတရားတစ်ခုတည်းကိုမြင်ုံနဲ့ဘုန်းကြီးတို့ကံကံရဲ့အကျိုးကိုမြင်တာမပြည့်စုံဘာလို့ဆိုပြစ္ဆုတ်ပံဘဝကိုလှုပ်ရက်တွေကလည်းအခုဖြစ်နေတဲ့အခြေအနေပဲပုံမှာအများကြီးကြီးမားတဲ့အကြောင်းတရားအနေနဲ့လွှမ်းမိုးနေလို့အကျိုးပြုနေလို့ဒါကြောင့်မို့လို့မြတ်စွာဘုရားကကျမ်းမာရေးကောင်းခြင်းကျမ်းမာရေးညံ့ခြင်းရဲ့အကြောင်းကိုဟောတဲ့အခါမှာအတိတ်အကြောင်းကရက်ဆက်တယ်ညှင်းဆဲတယ်ဆိုရင်ကျမ်းမာရေးဆိုးမယ်တနာတယ်ကျင်နာတယ်ဆိုရင်ကျမ်းမာရေးကောင်းပြစ္ဆုတ်ပံအကြောင်းကြတော့အဲ့လိုမဟုတ်ကျမ်းမာရေးကောင်းဖို့ဘာလုပ်ရမလဲကျမ်းမာရေးဆိုတာဘာကြောင့်ဆိုးတယ်လဲမြတ်စွာဘုရားရဲ့တပ္ပယုတ္တဉာဏ်ကြီးကအံ့ဩလို့မကုန်ဘူးတပ္ပါယကာရီတင့်တော်တာကိုလှုပ်လို့ရှိရင်ကျမ်းမာရေးကောင်းအတ္တပါယကာရီမတင့်တော်တာကိုလှုပ်လို့ရှိရင်ကျမ်းမာရေးပြတ်အဲ့လိုပြောရနော်အဲ့တော့တင့်တော်တာလှုပ်တယ်မတင့်တော်တာလှုပ်တယ်ဆိုတာစကားကအဓိပ္ပာယ်ကအကျယ်ကြီးကျမ်းမာရေးကောင်းတာဘာကြောင့်ကောင်းတယ်လဲကောင်းအောင်လှုပ်လို့ပေါ့တလုံးနဲ့ပြောရရင်အဲ့လိုပေါ့နော်ကျမ်းမာရေးလိုက်စားမယ်ဘာကတင့်တော်တယ်ဘယ်အစာရမတင့်တော်ဘူးအစာရှိတဲ့ဖြင့်အမျိုးမျိုးပေါ့လေအဲ့တော့ဘုန်းကြီးပြောတဲ့စကားတွေနည်းနည်းပြန့်ကျဲနေပြီဘာလို့ပြောကျင်တာတော့ဘုန်းကြီးကဥပိ္ပခာကိုပြောကျင်တာဥပိ္ပခာဖြစ်ဖို့ဆိုလို့ရှိရင်အခုပြောတဲ့ကံတရားတွေရဲ့အကြောင်းကိုဘုန်းကြီးတို့အများကြီးနားလည်ရမယ်နော်စိတ်ထားမျိုးစုံနဲ့လှုပ်ရမျိုးစုံအပြောမျိုးစုံအတွေးမျိုးစုံတွေလှုပ်ခဲ့ကြတဲ့တရားတွေအကျိုးရလက်တွေဟာအမျိုးမျိုးပါတော့ထွက်နေမှာပဲအဲ့ဒီချမ်းသာခြင်းသူတို့ဖြစ်တဲ့ချမ်းသာခြင်းဆင်းရဲခြင်းကိုကိုတုံလှုပ်ချောက်ချားနေလို့လည်းပဲသူတို့မှပြောင်းလဲသွားတဲ့အကြောင်းမရှိဘူးဟုတ်လားအကျိုးမရှိတဲ့နေရာမှာဝင်ပြီးတော့ပူပန်တာမျိုးမလှုပ်ဘူးဉာဏ်ရှိတဲ့လူဟာမတနာလို့လည်းမဟုတ်ဘူးဘာမှလှုပ်လို့မရဘူးဆိုတာကိုနားလေလို့သဘောပေါက်လားမသိဘူးနော်တခြားသောတရားဆင်းရဲနေတာကိုတခြားသောတရားဟာတခါလေဘာမှလှုပ်လို့မရဘူးဘာမှလှုပ်လို့မရမဲ့အတူတူဆိုရင်ပူပန်နေတာကောင်းသလားအေးဆေးသေးနေတာကောင်းသလားဥပိ္ပခာဆိုတာအဲ့ဒီသဘောပဲမတနာတတ်လို့မဟုတ်ဘူးမကူညီခြင်းလို့လည်းမဟုတ်ဘူးကူညီလို့ကိုမရဘူးဒီသဘောကိုပြောတာနော်အဲ့လိုကူညီလို့မရဘူးလို့သိတာကိုက तू ကအမှန်တရားကိုသိတာပြောင်းလဲလို့မရဘူးဆိုတာကိုသိတာကိုက तू ကအမှန်တရားကိုသိနေတာဒါဥပိ္ပခာရဲ့အဓိပ္ပာယ်လေးကိုပြောတာဟုတ်လားအဲ့တော့ဒီမေတ္တာကရုဏာမုဒိတာဥပိ္ပခာဆိုတာကတခြားသောတရားတွေရဲ့ပေါ်မှာကိုထားလိုက်တဲ့မြင့်မြတ်တဲ့သဘောထားပဲတကယ်ကဘုန်းကြီးတို့ကသဘောထားတစ်မျိုးမျိုးကတော့ထားနေတယ်မထားဘူးလို့မရှိဘူးမေတ္တာကရုဏာမုဒိတာဥပိ္ပခာသဘောမျိုးမထားနိုင်ဘူးဆိုရင်ဘယ်လိုတွေထားနေမှာတော့ဝင်ရောက်ဆွတ်ဖက်လို့တဲ့အတွေးတွေမကျေနပ်တဲ့အတွေးတွေအလိုမကျတဲ့အတွေးတွေဒါဒီဟာတွေနဲ့ပဲဘုန်းကြီးတို့ကသဘောထားနေတယ်အဲ့ဒီသဘောထားတွေကဘာတွေတော့ယုံညံ့တယ်ဘုန်းကြီးတို့ကတခြားသောတရားတွေရဲ့အပေါ်မှာအထူးသဖြင့်ကိုယ်ဝန်းကျင်ကလူတွေရဲ့အပေါ်မှာအကောင်းအဆိုးသဘောထားတစ်မျိုးမျိုးကတော့ရှိနေတာပဲကောင်းတဲ့သဘောထားထားနိုင်ရင်ထားကောင်းတဲ့သဘောထားမထားနိုင်ရင်မကောင်းတဲ့သဘောထားကရှိနေပြီးသားအခုဒီမှာမေတ္တာကိုမြတ်စွာဘုရားပွားခိုင်းတယ်ဆိုတာကောင်းတဲ့သဘောထားထားခိုင်းတာအဲ့ဒီမေတ္တာရဲ့အရှိန်အဝါဟာအလွန်မှကြီးတယ်နော်အဲ့ဒါမေတ္တာအကျိုး7မျိုးဆိုပြီးတော့မြတ်စွာဘုရားဟောတာအိမ်နိုးချမ်းသာကောင်းစွာအိမ်မဲ့ချစ်လျက်လူနဲ့စောင့်လက်နှံများစိတ်မိသားတို့ရှောင်ရှားကိုမှာလင်းစွာစိတ်ဒီရွှင်ကြီးမျက်နှာသေကာမတွေ့လားလေပြမဆက်တဲ့ဖြာသည်မေတ္တာပွားမှုအကျိုးတွေရထားတဲ့နေဒီလိုလင်္ကာလေးတွေဓမ္မစီဆိုဘုရားကြီးရဲ့ကြည်သူကြောင့်
ရှင်းရှင်းလင်းလင်းလွယ်လွယ်ကူကူဘုန်းကြီးတို့ဆောင်းထားနိုင်တာပေါ့လေအလွန်ကောင်းတဲ့ဥစ္စာပါဠိတော်ကြီးကြည့်ရဆိုလို့ရှိရင်တာမန်လူတယောက်အနေနဲ့ကြက်ဖို့မှတ်ဖို့မလွယ်လှဘူးမြန်မာလူလေးရိုးရိုးလေးဘလောက်ကောင်းတော့အိမ်နိုးချမ်းသာချမ်းချမ်းသာသာအိပ်ပျော်တယ်ချမ်းချမ်းသာသာနိုးထားတယ်အိပ်ပျော်ဖို့အတွက်ဘာခက်ခဲမှမရှိဘူးမေတ္တာအားကြီးတဲ့လူတယောက်ဖို့နိုးလာရင်လည်းကြီးကြီးလင်းလင်းလန်းလန်းဆန်းဆန်းပဲအိပ်ပြီးဆိုရင်လည်းအိမ်မဆိုးမဲ့တယ်ဆိုတာမရှိဘူးအဲ့ဒီမှာမြတ်စွာဘုရားဘာလေးကိုမြင်ပြတော့မနုဿာနံပိယောဟောတိအမနုဿာနံပိယောဟောတိဒေဝတာနာရခန္တိအိမ်နိုးချမ်းသာကောင်းစွာအိမ်မက်ချစ်လျက်လူနတ်စောင့်လက်နတ်များအဲ့ဒီပါဠိတော်လေးကိုမာစီစောဖေးရဲ့အဲ့လိုလေးကြီးရနော်မနုဿာနံပိယောဟောတိအမနုဿာနံပိယောဟောတိလူသားတွေရဲ့ကိုယ်ဝန်းကျင်ကလူတွေရဲ့မေတ္တာကိုလွယ်လွယ်လေးရတယ်အမနုဿာနံပိယောဟောတိလူမဟုတ်တဲ့တခြားသောသတ္တဝါတို့ရဲ့မေတ္တာကိုလည်းလွယ်လွယ်လေးရဘုန်းကြီးတို့ဒီအချက်ကသတိထားတဲ့နေဘုန်းကြီးတို့မှာအဲ့ဒီလူကျင်တဲ့ဆန္ဒပြင်းပြင်းထန်ထန်ရှိတယ်ကိုယ်ဝန်းကျင်ကလူတွေရဲ့ကိုယ်ပေါ်မှာလေးစားတာတန်ဖိုးထားတာမျက်နှိုးတာရကျင်တာပေါ့ဆန့်ကျင်ဘက်အနေနဲ့အထင်သေးတာယွန်ရှာဆက်ဆုပ်တာမုန်းတီးတာဘုန်းကြီးတို့လုံးဝအဲ့ဒါကိုမနှစ်မြို့မရခြင်းဟုတ်လားကိုဘာရခြင်းလဲဆိုတာကိုလည်းရိုးသားသားနားလည်ဖို့လိုမယ်နော်အဲ့ဒီကိုရခြင်းတဲ့အရာကိုရဖို့ဆိုလို့ရှိရင်မှန်မှန်ကန်ကန်ဘယ်လိုလုပ်မလို့မေတ္တာထားအဲ့ဒါရလိမ့်မယ်အဲ့ဒါနတ်တွေကတော့ကိုယ့်အပေါ်မှာချစ်မြတ်နိုးမှုကိုဘာနဲ့သက်သေပြတော့ဆိုစောင်းရှောက်မှုနဲ့ပါသူတို့ကသက်သေပြတယ်ဒါကြောင့်ဒေဝတာနာရခန္တိစောင်းရှောက်နိုင်စွမ်းလဲသူတို့မှာရှိတယ်ဒါကျုပ်တို့သိဖို့မြင်ဖို့ခက်တဲ့ကျုပ်တို့နဲ့ယဉ်ဤကျွမ်းအောင်မှုနဲတဲ့နယ်ပယ်တစ်ခုလို့ပြောရမှာပေါ့ဒါမြတ်စွာဘုရားမြင်ပြထားလို့သာသိရတာ哦ဟုတ်လားဒါကြောင့်ဘဝမှာတစ်ခါတလေထူးထူးဆန်းဆန်းသဘောမျိုးပေါ့ကောင်းကျိုးတွေဘလို့ရလို့ရလိုက်မှမသိဘူးတိုက်တိုက်ဆိုင်ဆိုင်နော်ဘေးအန္တရာယ်ကနေပြီးတော့ကြမ်းကြမ်းဖန်ဖန်လွတ်သွားတာမျိုးဘာဖြစ်လို့ဖြစ်လိမ့်မှန်းတော့မသိဘူးအကြောင်းတရားလည်းရှာလို့မရဘူးဒါပေမဲ့အစဉ်ပြေမှုကကြမ်းကြမ်းဖန်ဖန်အစဉ်ပြေတယ်အစဉ်မပြေမှုကလည်းကြမ်းကြမ်းဖန်ဖန်လွတ်သွားတာမျိုးရှိတယ်မေတ္တာရဲ့အကျိုးကျေးဇူးဒီအချက်ကလေးနဲ့ရှင်းပြီးတော့ဘုန်းကြီးကတွေးကြည့်စေခြင်းလို့ပြောပြတာဟုတ်လားအဲ့ဒီထဲမှာနတ်တွေရဲ့စောင့်ရှောက်ခြင်းဆိုတာလေးကိုနော်ခုနတုန်းကမေတ္တာသုတ်ပေးရွတ်ကြတဲ့မေတ္တာပွားကြတဲ့ယဟန်တော်တွေရဲ့ဖြစ်ရနဲ့ရှင်းပြီးတော့ကြည့်ဖို့ဘုန်းကြီးကပြောပြတာတကယ်တော့မေတ္တာရဲ့အကျိုးကျေးဇူးကအလွန်ကြီးမားပါတယ်သူကဒီဘဝမသေးခင်ကာကွယ်စောင့်ရှောက်ယုံမကဘူးသေတဲ့ခါထိလိုက်စောင့်ရှောက်တယ်သေပြီးတဲ့နောက်မှာတော့လိုက်စောင့်ရှောက်နိုင်တဲ့အစွမ်းရှိတယ်ဟိုသေပြီးတဲ့နောက်မှာလည်းပဲတရားတွေဟာအမျိုးမျိုးပူပန်ကြတာရှိတယ်နော်ငါသေပြီးလို့ရှိရင်ငါအတွက်ဗာလေးလုပ်ပေးခဲ့ပါအောင်ဟောကဘာမှာဘာသာတရားအသေးသေးအမျိုးမျိုးယုံကြည်မှုအမျိုးမျိုးနဲ့လုပ်နေကြတာမရှိဘူးလားသေပြီးတဲ့နောက်မှာကြံရစ်တဲ့လူကိုဘာလို့တော့လှုပ်ခိုင်းတာနော်အကျိုးတရားမှုရှိမယ်လို့ယုံကြည်နေကြတာပေါ့သူတို့ယုံကြည်မှုကိုထင်သေးလို့ပြောတာမဟုတ်ပြည့်ရဲ့ပြုတ်တာလည်းမဟုတ်ဘူးလူတွေဆိုတာဒီလိုပဲယုံကြည်မိယုံကြည်ရယုံကြည်နေကြတာအဲ့ဒါဒီလူတွေအဲ့ဒီဥစ္စာကိုနော်စဉ်းစားကြည့်တဲ့နေဒီမှာမြတ်စွာဘုရားကတော့သိပြီးတဲ့နောက်မှာကြံရစ်တဲ့လူဟာဘာမှလုပ်မပေးနိုင်ဘူးလုပ်ပေးနိုင်တာကအမျှဝေတဲ့ကိစ္စတော့လုပ်ပေးနိုင်တယ်အဲ့ဒါလည်းတကယ်ကိုတိုက်ဆိုင်ဖို့ဒီရရှိဖို့ဆိုတာအလွန်မှခက်ခဲတဲ့ကိစ္စတစ်ခုနော်ဖြစ်နိုင်ခဲ့တဲ့အရာလေးတစ်ခုပေါ့နော်အရေးကြီးတာပါတော့မသေးခင်ကကိုယ့်ဟာကိုလှုပ်သွားဖို့ပဲမသေးခင်ကအခြေအနေရဲ့အဆက်ပဲသေးပြီးတဲ့နောက်မှာဆက်ဖြစ်မဲ့ကိစ္စကဒီနေ့ရင်ဆိုင်နေရတာတွေမနေ့ကဟာတွေအရင်လဟာတွေအရင်နှစ်ကဟာတွေရဲ့အဆက်လို့ဘုန်းကြီးတို့နားလည်ထားဖို့လိုသလိုမျိုးပဲဟုတ်တယ်မဟုတ်လားအဲ့ဒါမေတ္တာတရားရဲ့အကျိုးကျေးဇူးကိုမြတ်စွာဘုရားပြောတဲ့အခါမှာအိမ်နိုးချမ်းသာကောင်းစွာအိမ်မဲ့ချစ်လျက်လူနဲ့စောင့်လက်နှံများစိတ်မိသားတို့ရှောင်ရှားကိုမှာလျင်စွာစိတ်တီးရွှင်ကြည်မျက်နာသေကမတွေးဟောအဲ့ဒီအကျိုးကျေးဇူးကိုဘုန်းကြီးကသတိထားသေးခြင်းတာသေကမတွေးအတ္တမုံလောကာလံကရောတိတိတိငြိမ်ငြိမ်သေခြင်းတရားကိုရင်ဆိုင်နိုင်တဲ့စွမ်းရည်တတ္တိကိုရသွားစေတာသေသည်အထိလိုက်ဆောင်ရှောက်တယ်ဆိုတဲ့သဘောဟုတ်လားကောင်းတဲ့စိတ်နဲ့သေနိုင်တဲ့အတွက်ကြောင့်ကောင်းတဲ့ဘဝကိုပို့လိုက်မယ်အဲ့ဒါက17ခုမြောက်အကျိုးကျေးဇူးကောင်းတဲ့ဘဝမှာမှသူကဗြဟ္မဘဝထိတောင်ပို့နိုင်တဲ့စွမ်းရည်ရှိတယ်နတ်ဘဝလူဘဝလောက်တင်မကဘူးဒါလေးကမေတ္တာအကြောင်းလေးပြောဖို့ကြုံနေတာငါပြောလိုက်ဦးမယ်လေးဆိုပြီးတော့ဘုန်းကြီးကပြောတာဘဝထဲမှာအစဉ်ပြေဖို့ဘုန်းကြီးတို့လိုပါတယ်နီးမျိုးစုံနဲ့အဲ့ဒီအတွက်ပဲစူးစမ်းနေကြတာမဟုတ်လားဒီနီးလေးကိုလည်းရောဆက်ပြီးတော့
မြတ်စွာဘုရားရဲ့တပ်ပိဋကညာရဲ့ပုံမှာယုံကြည်သောအဖြစ်ထဲသွင်းပြီးတော့စဉ်းစားပြီးတော့ကိုယ့်ဘဝရဲ့အစိတ်အပိုင်းလေးအနေနဲ့လှုပ်ထားစေခြင်းလို့ဘုန်းကြီးကပြောပြတာဟုတ်လားစီဝါရှာတယ်ပတ်စံရှာတယ်အမျိုးမျိုးပေါ့အပေါင်းအသင်းရှာတယ်မိကောင်းရွှေကောင်းရှာတယ်အကုန်လုံးကပန်းနိုင်ကပါတော့ကိုယ့်ဘဝလေးအစဉ်ပြေရေးပဲမဟုတ်လားလူရင်းကမေတ္တာတရားကောင်ပို့နိုင်ဘူးလားပို့နိုင်တာပါပဲဟုတ်လားဒါယုံကြည်ဖို့တော့လိုတာပေါ့ဟုတ်လားအခုဒီမှာယဟန်တော်တွေမြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာပြီးတော့မေတ္တာတရားထားလိုက်တာအကုန်စင်ပြေအစဉ်ပြေတဲ့အခါကျတော့တရားဘာဝနာလုပ်ငန်းကတိုးတက်လာတာပေါ့တိတာမြင်တာတွေကပို့ပြီးတော့မြင့်လာတာပေါ့သူတို့အသိဉာဏ်မြင့်လာတာကိုမြတ်စွာဘုရားအကြောင်းတော်ကနေသိသူတို့စိတ်ထဲမှာအဲ့ဒီယဟန်တော်တွေရဲ့စိတ်ထဲမှာသူတို့ဘဝကြီးရဲ့အပေါ်အထူးသဖြင့်ဒီသူတို့ခန္ဓာရဲ့အပေါ်မှာသူတို့ဘလို့မြင်နေကြတာတုံးဆိုတော့အော်ဒီခန္ဓာကလည်းပဲနော်ဥတွေခွက်တွေနဲ့ဘာမှသိမ့်မထူဘူးလို့သူတို့စိတ်ထဲမှာအဲ့လိုမြင်တယ်အခုဒကမာကြီးတွေမိဖို့ကြောင့်ထဲမှာဥတွေခွက်တွေ300တာရှိရနော်တချို့ဥတွေခွက်တွေဆိုရင်ဘာဖြစ်နေပြီဟောင်းနေပြီတချို့ဥတွေခွက်တွေဆိုရင်ပဲ့နေပြီနှကန်းလေးတွေတချို့ဆိုရင်အကြောင်းလေးတွေထင်းနေတာလည်းရှိကောင်းရှိမယ်ပေါ့နော်ပြီးရင်သုံးမရလို့ပြစ်လိုက်ရတာဥတွေခွက်တွေလည်းရှိမယ်ပေါ့ဟုတ်လားအဲ့ဒီဥတွေခွက်တွေလိုမျိုးသူတို့ရဲ့ခန္ဓာရဲ့အပေါ်မှာသူတို့မြင်နေကြတယ်တဲ့အဲ့ဒီယဟန်တွေကနော်အဲ့ဒါကိုလည်းမြတ်စွာဘုရားသိတယ်သိတဲ့အတွက်ကြောင့်မြတ်စွာဘုရားကနော်တကိုးတော်နဲ့ရောက်လာပြီးတော့သူတို့ကိုဂါထာတဲ့ဖို့ဟောတယ်အဲ့ဒီဂါထာရဲ့အဆုံးမှာအဲ့ဒီယဟန်တော်တွေအကုန်လုံးယန္တာဖြစ်တယ်ဟောတရားနာယူခြင်းရဲ့စွမ်းအားတတ္တိကိုလည်းလှစ်ခနဲ့မြင်လိုက်ရတယ်နော်ဒါတိုးထဲမှာသက်စွန့်ဆံပြတရားအထုတ်နေတဲ့ပုဂ္ဂိုလ်တွေတရားနာစေရာလိုသေးလို့လားလို့စဉ်းစားမယ်ဆိုရင်စဉ်းစားတရားရှိတယ်လိုသေးလို့မြတ်စွာဘုရားလာဖြည့်ပေးတာလို့ဘုန်းကြီးတို့နားလည်လို့မရဘူးလားနော်ဘုန်းကြီးဟိုတုန်းကနန္ဒကသုတ်တံကိုဟောတုန်းကလည်းအဲ့ဒီအချက်ကလေးကိုထောက်ပြဘူးတယ်နော်နန္ဒကနဲ့ရှေးတုန်းကအဆက်ဆက်ရှိခဲ့ဘူးတဲ့ဘိက္ခုနီမတွေရှင်နန္ဒကရဲ့တရားကိုနာတာပထမနေ့မှာနာတော့သောတာပန်ဖြစ်တယ်နောက်နေ့ဆက်ပြီးတော့မြတ်စွာဘုရားဟောခိုင်းတယ်တလုံးမကြံဣတိမလွယ်အဲ့ဒီတရားကိုပဲထပ်ဟောတာအဲ့ဒါနောက်နေ့နာပြီးတော့ယဟနာဖြစ်တယ်အံ့ဩစရာနော်ဘာပြောနေရဘုန်းကြီးကတရားနာယူခြင်းရဲ့ဉာဏ်ပညာဖြစ်ပေါ်စေတဲ့ကိစ္စမှာအလွန်အရေးပါတဲ့အခန်းကဏ္ဍကနေအကျိုးကျေးဇူးပြုနေတယ်ဆိုတာလေးကိုယုံကြည်ဖို့ပြောနေတာအခုမြတ်စွာဘုရားဟောတယ်ဂါထာလေးတစ်ပုဒ်များဘူးကုံဘူပမံကာယမိမံဝိဒိတဝါနဂရုပမံစိတ်တမိတံထပိတဝါယောဒေထမာရံပညာဥဒေနဇိတင်္စရခေအနိဝေသနောတိယဂါထာကြီးဆိုတော့နည်းနည်းရွတ်ရတာသူကနည်းနည်းခက်တယ်ဟုတ်လားအဓိပ္ပာယ်ကအလွန်ကောင်းတယ်ကုံဘူပမံကာယမိမံဝိဒိတဝါဣမံကာယံဤရုပ်အစုဝေးဒီနေ့မှာကာယဆိုတာရုပ်အစုဝေးကိုအဓိကရည်ရတာနော်ဣမံကာယံဒီရုပ်အစုဝေးယူပကာယကြီးကိုကုံဘူပမံပျက်စီးလွယ်တဲ့အတွက်ကြောင့်ချွတ်ယွန်းလွယ်တဲ့အတွက်ကြောင့်မြေဦးမြေခွက်များနဲ့တူတယ်လို့သိရမယ်နားလည်ရမယ်နော်ကိုယ်ခန္ဓာကိုယ်ကြီးကိုမြေဦးတစ်လုံးလိုမျိုးလို့နားလည်ထားရမယ်သဘောပေါက်ထားရမယ်လို့ပြောတာနားလည်ထားရမယ်လို့ပြောထားတာနော်ကုံဘူပမံကာယမိမံဝိဒိတဝါနဂရုပမံစိတ်တမိတံထပိတဝါဟောနဂရုပမံစိတ်တမိတံထပိတဝါဣဒံစိတ်တံဤစိတ်ကိုကြတော့နဂရုပမံအလွန်ခိုင်မာတဲ့တောင့်တင်းတဲ့မြို့ကြီးတစ်မြို့လိုထပိတဝါဖြစ်စေ၍တဲ့စိတ်ကိုကြတော့ဖြစ်အောင်လုပ်ရမယ်လို့ပြောတာဘာလို့ဖြစ်အောင်လုပ်ရမှာတော့ခိုင်မာတဲ့တောင့်တင်းတဲ့အားကောင်းတဲ့မြို့ကြီးတစ်မြို့လိုဖြစ်အောင်လုပ်ရဆိုလိုတာကဘလို့ရန်သူမှဝင်ရောက်နှိပ်စက်လို့မရအောင်မြို့ရိုးနဲ့နှခန္ဓာနဲ့အဆောင်ရှောက်နဲ့အကုန်လုံခြုံနဲ့စိတ်ချရတဲ့မြို့ကြီးတစ်မြို့လိုဖြစ်အောင်လုပ်ထားလုံခြုံရေးပြည့်စုံတဲ့အားကောင်းတဲ့မြို့ပြောတာစိတ်ကိုလုံခြုံစေရမယ်လို့ပြောချင်တာအဲ့ဒါကိုမြတ်စွာဘုရားဥမာဘလို့ပေးတာတော့မြို့နဲ့ဥမာပေးတာနော်ဟုတ်လားခန္ဓာကိုယ်ကြီးကိုကြတော့ကွဲပြက်လွယ်တဲ့အတွက်ကြောင့်ပျက်စီးလွယ်တဲ့အတွက်ကြောင့်မြေဦးတစ်လုံးနဲ့တူတယ်လို့နားလည်ရမယ်သူ့ကိုတော့နားလည်ရမယ်သိရမယ်လို့ပြောတာစိတ်ကိုကြတော့ခိုင်မာတဲ့လုံခြုံတဲ့မြို့ကြီးတစ်မြို့လိုဖြစ်အောင်လုပ်ရမယ်လို့ပြောတာဖြစ်အောင်လုပ်ရမယ်လို့ပြောတာအတူเนาะစကလုံးလေးတွေဟုတ်လားခန္ဓာကိုယ်မြေဦးတစ်လုံးလို့နားလည်ရမယ်စိတ်ကိုကြတော့ခိုင်မာတဲ့လုံခြုံတဲ့မြို့ကြီးတစ်မြို့လိုတိဆောက်ရမယ်เนาะဒီနေရာမှာဘုန်းကြီးတို့
ဒေသနာလေးတွေကိုရှင်းပြီးတော့ပြောစရာလေးတွေကောင်းတယ်။နောက်မြတ်စွာဘုရားလက်ထက်ကယဟန်တော်တစုတိုင်းစွန်ပြည်နာမှာရှိတဲ့နော်မြို့မကြတောမကြနေရာလေးတစ်ခုသူတို့သွားပြီးတော့သတင်းသုံးကြတယ်တရားအထုတ်ကြတာပါပဲအဲ့ဒါစတုံးကတော့အဆင်ပြေတယ်နောက်ဝါလေလောက်ရောက်တဲ့အခါကျတော့ဝါတွင်3လမှာနော်ဒုတိယလလောက်ရောက်တဲ့အခါကျတော့နော်တခိုးရမြတွေကအဲ့ဒီရွာလေးကိုဝင်ပြီးတော့တိုက်ခိုက်ကြတယ်သူကတိုင်းစွန်ပြည်ပြားဆိုတော့စောင့်ရှောက်မှုအားနည်းတဲ့အခါကျတော့ဝင်ပြီးတော့တိုက်ခိုက်တာကိုခံရတယ်အဲရွာလူတွေလည်းဖမ်းသွားအဲ့ဒီရွာလေးကလည်းပဲတော်တော်လေးကစင်ကလေးဖြစ်ပြီးတော့ကြံရစ်တယ်ပေါ့နော်အဲ့ဒါနဲ့ဒီဝါတွင်3လနောက်ပိုင်းလတွေမှာဒီရဟန်းတော်တွေကိုနော်စွမ်းကွမ်းပစ္စည်း၄ပါးဖြင့်ချမ်းသာအောင်ထားနိုင်တဲ့အနေအထားမရှိတော့နော်သူတို့ဘဝလေးသူတို့အစဉ်ပြေအောင်လုံးပန်းနေတာနဲ့ရဟန်းတော်တွေကိုဂရုမစိုက်နိုင်တော့အဲ့ဒါဝါကျွတ်တဲ့အခါကျတော့အဲ့ဒီရဟန်းတော်တွေကမြတ်စွာဘုရားတွေကိုကြွလာတဲ့အခါမှာမြတ်စွာဘုရားကချမ်းချမ်းသာသာနေကြရဲ့လားလို့မေးတော့ရှင်ဘုရားအဆင်မပြေဘူးစာတုံးကတော့အဆင်ပြေတယ်နောက်တော့အဲ့ဒါလိုတိုက်ခိုက်မှုတွေပါတွေဖြစ်ပြီးတော့ကစင်ကလေးဖြစ်ပြီးတော့ဒီလိုလိုနေရထိုင်ရတာအလုံးမအဆင်မပြေခဲ့ဘူးဆိုတော့မြတ်စွာဘုရားဗာပြောတော့ဆိုတော့ဘဝမှာအစသာရရအဆင်ပြေတယ်ဆိုတာရခဲ့ပါတယ်တဲ့ဟောဒီစကလုံးလေးပါနော်ဘဝမှာအစသာရရအဆင်ပြေလိုက်တာဆိုတာရခဲ့ပါတယ်တဲ့အဲ့ဒီရွာသားတွေဟာသူတို့ရွာလေးသူတို့မြို့လေးကိုလုံခြုံအောင်လုပ်တယ်လို့မျိုးတင်တို့ဟာကိုယ်စိတ်ကိုလုံခြုံအောင်လုပ်ရမယ်စကားနောက်မှာတရားပါအောင်ကြိုးစားတာနော်ဘာလို့လုံခြုံအောင်လုပ်ရမှာလဲတော့စိတ်ကိုလုံခြုံအောင်လုပ်ရမယ်တဲ့နော်စိတ်ကိုဘလို့လုံခြုံအောင်လုပ်ရမှာတော့ဆိုတော့သတိအဆောင်ထားခိုင်းတာပါပဲတကယ်ကဟုတ်လားနော်မြင်ရကနေပြီးတော့လောဘဒေါသမဖြစ်အောင်ကြားရကနေလောဘဒေါသမဖြစ်ရလေအောင်အာယုံ6ပါးဟုတ်လားအဲ့လိုမျိုးမြတ်စွာဘုရားကအဲ့ဒီယဟန်တော်တွေကိုလည်းပဲနော်ဒီစိတ်ကိုနော်ကိုမြို့လေးကိုပစ္စံတရေအရက်မှာရှိတဲ့မြို့ကလေးကိုမြို့သူမြို့သားတွေဟာလုံခြုံအောင်လုပ်တယ်လို့မျိုးပစ္စံတရေအရက်ဆိုတော့အန္တရာယ်ပိုများတာပေါ့အဲ့လိုပဲဒီစိတ်ကလည်းပဲပစ္စံတရေအရက်မှာရှိတဲ့မြို့လေးလိုပဲသူကအန္တရာယ်များတယ်အဲ့ဒါကိုကဘာလုပ်ရမလို့တတိတရားနဲ့အဆောင်ရှောက်ချထားရမယ်စိတ်ကိုလုံခြုံစေရမယ်ဆိုတဲ့ဒေသနာလေးအဲ့ဒါလေးကိုဟောပြီးတော့အဲ့ဒီယဟန်တော်တွေလည်းပဲအရိယာဖြစ်ကြတာပဲအဲ့တော့ဘုန်းကြီးတို့ကဒီတဲကနေပြီးတော့လက်တွေ့ကြကြသုံးနိုင်ဖို့လိုတယ်ပေါ့ဒီဒေသနာတွေကိုဟုတ်လားအဲ့တော့စိတ်ကိုအန္တရာယ်ပေးမဲ့အရာတွေရဲ့လက်ကနေပြီးတော့နော်အန္တရာယ်ပေးမဲ့အရာတွေရဲ့နှိမ့်ဆက်ခြင်းကနေလွတ်ကင်းအောင်ဒီစိတ်ကိုကာကွယ်ရမယ်စောင့်ရှောက်ရမယ်လုံခြုံအောင်လုပ်ထားရမယ်အဲ့လိုဆိုရင်စိတ်ကိုဘယ်အရာတွေကဒုက္ခပေးတာတော့အန္တရာယ်ပေးတာတော့စိတ်ရဲ့ရန်သူတွေကဘယ်အရာတွေတော့အဲ့ဒါကိုလည်းဘုန်းကြီးတို့ဣတိဥပါဠိတော်ထဲမှာဓာတ်ရိုက်ဟောတာရှိတယ်အန္တရာမလသုတ်တံဆိုတာနော်အန္တရာမလအတွင်းမှာဖြစ်နေတဲ့အညစ်အကြေးဘယ်သူလဲဆိုတော့တမက်မှုຢာကအကျဉ်းနှံ့မှုဒေါသအမှန်မသိမှုမောဟဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားကဒီຢာကဒေါသမောဟတို့သည်စိတ်ရဲ့ရန်သူဖြစ်တယ်စိတ်ရဲ့မိတ်ဆွေပြက်ဖြစ်တယ်စိတ်ရဲ့ဆန့်ကျင်ဘက်သမားတွေဖြစ်တယ်နော်အဲ့တော့ဘုန်းကြီးတို့စိတ်ကိုကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့စကားလေးနဲ့ပတ်သက်ပြီးတော့တဏ္ဍငင်တစ်စင်ပါဘုန်းကြီးကပြောလိုက်တာဒီစိတ်ကိုဆင်းရဲအောင်ပင်ပန်းအောင်အကျိုးမဲ့အောင်ဝင်ရောက်နှောက်ယှက်ဖြစ်စည်းမဲ့ရန်သူတွေရဲ့လက်ကနေပြီးတော့လုံခြုံအောင်ဘုန်းကြီးတို့ဘာလုပ်ရမလို့ကာကွယ်စောင့်ရှောက်ရမယ်ဒါအကျေတဝန်လေးနားလည်ဖို့ဘုန်းကြီးကအစာလေးတွေပေးလိုက်တာပါဘာနဲ့ကာကွယ်စောင့်ရှောက်ရမှာတော့လို့မေးရင်တတိတရားပဲတတိကလွဲလို့ဘယ်ရာကမှဒီစိတ်ကိုမစောင့်ရှောက်နိုင်မှုရဲ့တကယ်ကဘုန်းကြီးတို့တတိလွတ်တဲ့အချိန်ခံရမှာပဲဘလောက်ကြီးကြီးမားမားခံရမလဲဆိုတာကတော့ဘလောက်တတိကြာလွတ်ပြီးတော့တတိလွတ်ပြီးတော့နောက်မှာဘလောက်ညံမဲ့တယ်လဲဆိုတာပေါ်မှာမူတည်လိမ့်မယ်ဟုတ်လားတတိရှိနေမှသာလင်ဒီစိတ်ကလေးဟာလုံခြုံမှုရလုံခြုံပြီးဆိုရင်ဒီစိတ်ဟာချမ်းသာတယ်အခုဒီမှာမြတ်စွာဘုရားကဒီမေတ္တာသုတ်ပေတရားကိုနော်နာယူထားကြတဲ့ဒီရဟန်းတော်900ကိုရဟန်းတော်6ကြိမ်မဟုတ်ဘူးရဟန်းတော်900ဟုတ်လားအဲ့ဒီရဟန်းတော်900ကိုမြတ်စွာဘုရားကအခုဟောနေတာဟုတ်လားရုပ်ပိုင်းဆိုင်ရာအစုဝေးကြီးကိုတော့ကွက်ပြက်လဲတဲ့အတွက်ကြောင့်မြေအိုးတစ်လုံးနဲ့တူတယ်လို့နားလည်ထားရမယ်စိတ်ကိုကြတော့အလွန်မှလုံခြုံအောင်စောင့်ရှောက်ထားတဲ့ကာကွယ်ရေးအကောင်းတဲ့မျိုးတစ်မျိုးလိုဖြစ်အောင်တိဆောက်ထားရမယ်ပြီးတော့ဆက်ပြီးတော့ဗာပြောတော့ဒီဂါထာလေးကဥပမာဥပမေယနဲ့ပြည့်နှက်နေတယ်လို့ပြောရမယ်ယောဒေထမာရံပညာဝုဒေနပညာဝုဒေနပညာတည်းဟူသောလက်နက်ကိုကင်ဆွဲ၍မာရံကိလေသာတည်းဟူသောမန်ရန်သူကိုယောဒေထစစ်ထိုးရမယ်ဟော
ကိုယ့်ရဲ့စိတ်ဒီဟုသောမြို့ကြီးကိုတော့လုံခြုံအောင်လှုပ်ထားပြီးတော့တစ်ဖက်ကရန်သူကိုဘာလို့ခိုင်းနေတာတော့စစ်ထိုးခိုင်းနေတာနော်စစ်ထိုးခိုင်းတာကသူကလက်နက်ကိုပါတခါတည်းနာမည်တက်ပြီးတော့မြတ်စွာဘုရားပြောထားတယ်နော်ပညာဝုဒိနအသိဉာဏ်ပညာဒီဟုသောလက်နက်ဖြင့်မာရံလောဘဒေါသမောဟဒီဟုသောမန်ကိုဒီနေရာမှာမာရမန်ဆိုတာကသူကမရေးချာနာငယ်နဲ့တက်ပြီးတော့ရေးတဲ့မန်မဟုတ်ဘူးနော်မရေးချာရာကောက်တက်ပြီးတော့ရေးတဲ့မန်မာရဆိုတာသေခြင်းသေမင်းလို့အဓိပ္ပာယ်ရတယ်မန်၅မျိုးရှိတယ်လို့ကြားဘူးတယ်မို့လားဒေဝဗုဒ္ဓကိလေသာနဲ့ခန္ဓာမစ္စုမှတ်ရှုဘိသင်္ခာမန်၅ပြာကိုအဲ့ဒီထဲမှာလောဘဒေါသမောဟလည်းမန်တစ်မျိုးပဲသူကတည်တတ်တဲ့ဘဝတွေကိုဖြစ်စေတတ်တယ်တည်တတ်တဲ့ဘဝရပြီဆိုရင်သိပေးရလိမ့်မယ်အခုဘုန်းကြီးတို့ကဘဝမှာနေနေတယ်ဆိုတာအဖိုးခပေးရမှာပြီးလို့ရှိရင်အလကားနေရတာမဟုတ်ဘူးအဲ့ဒီအဖိုးခကဘာတုံးဆိုတော့သိပေးရတဲ့သဘောပဲနေခြင်းရင်သိရမှာဒါကိုလည်းဘုန်းကြီးတို့ဘာလုပ်ထားမှာတော့နားလည်ထားမှာနော်ဒါကြောင့်မို့လို့ကိလေသာတရားကိုမြတ်စွာဘုရားမန်လို့ဟောတယ်သူဟာလည်းပဲအသေးသက်မဲ့အကောင်ပဲဒီသဘောကိုပြောတာနော်အဲ့ဒီမန်ကိုမဖဲမရှားနိုင်မချင်းဘုန်းကြီးတို့သိခြင်းတရားလက်ကမလွတ်ဘူးအဲ့ဒီမန်ရှိနေသေးသမျှဘဝဖြစ်မယ်ဘဝဖြစ်သမျှသိရမယ်ဒါကြောင့်ကိလေသာတရားကိုမန်လို့သုံးတယ်အဲ့ဒီကိလေသာမန်ကိုစစ်ထိုးရမယ်ဘာလက်နက်ကိုကင်ဆွဲပြီးတော့စစ်ထိုးရမှာတော့ပညာလက်နက်ကိုကင်ဆွဲပြီးတော့စစ်ထိုးရမယ်အခုယောဂီများယောဂီအနေနဲ့ဒီ9ရက်ကလေးလာပြီးတော့လောက်ကြတယ်အဓိကအဲ့ဒီလက်နက်ကလေးကောင်းကောင်းကလေးပိုင်ဖို့လက်နက်ကလေးကောင်းကောင်းလေးကင်ဆွဲနိုင်ဖို့အရေးကြီးရယ်နော်တို့တတိလေးနဲ့စောင့်ပြီးတော့ကြည်နေတဲ့ဒီသဘာဝတရားတွေဟာပုဂ္ဂိုလ်တ attva သဘောမဟုတ်ဘူးတတ်သဘာဝတရားနော်သဘောတရားဖြစ်ပေါ်နေတဲ့သဘောဒါလည်းပဲပန်းစင်းလို့ဖြစ်နေတာမဟုတ်ဘူးအကြောင်းပဲဖြစ်နေတာမဟုတ်ဘူးအကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်ပြောင်းလဲနေတာဒါတွေဟာဘာတွေတုံးဉာဏ်နေပဲအမှန်သိတွေပဲဖြစ်ပေါ်လာတဲ့တရားဟာတောက်လျှောက်ပဲပျောက်ကွယ်လိုက်နေတယ်အကြောင်းအားလျော်ဆိုတာအတိမယမနာဖြစ်နေတာပဲလို့သိရင်အဲ့ဒီအတိဟာဘာတော့လက်နက်ပဲအဲ့ဒီလက်နက်ကဘယ်သူကိုဒုက္ခပေးမှာတော့ဘယ်သူကိုထိခိုက်စေမှာတော့လို့မရင်လောဘဒေါသကိုဒုက္ခပေးမှာလောဘဒေါသကိုထိခိုက်စေမှာအဲ့ဒီလက်နက်မပါလို့မရဘူးเนาะစစ်တိုက်တယ်ဆိုတာလက်ကြီးတိုက်လို့ဘယ်ရပါမလို့ဟုတ်လားဒါကြောင့်ပညာလက်နက်ကိုဘုန်းကြီးတို့ကပြီးပြင်းဘာလို့ရမှာတော့ရှာဖွေနိုင်ရမယ်အဲ့ဒါမှလောဘဒေါသဟာတဖြည်းဖြည်းနဲ့နဲမယ်ဒီသဘောလေးကိုပြောတာเนาะအဲ့ဒီကထာလေးကသူကဥပမာတွေဘယ်လောက်ပါနေသလဲရုပ်အစုဝေးကြီးကိုမြေအိုးနဲ့တူတယ်လို့ပြောတယ်နော်စိတ်ကိုကြတော့ခိုင်မာတဲ့မြို့ကြီးတစ်မြို့လို့တိဆောက်ရမယ်လို့ပြောတယ်နော်ကိလေသာကိုကြတော့သူကမန်လို့သုံးတယ်ဒါကိုလည်းဥပမာတစ်မျိုးလို့ဆိုနိုင်တယ်ဟုတ်လားကင်ဆွဲရမယ်လက်နဲ့ပညာကိုကြတော့ကင်ဆွဲရမယ်လက်နဲ့လို့ပြောတယ်ဟုတ်လားအဲ့ဒီကိလေသာနေပါသွားအောင်လုပ်တာကိုကြတော့စစ်ထိုးတယ်လို့ပြောတယ်အကုန်လုံးကဥပမာစကားတွေကြီးပဲအတွင်းမှာမလုပ်နေတာတော့စစ်ခင်းနေတာနော်အဲ့ဒီစစ်ပွဲမှာဘုန်းကြီးတို့မနိုင်လို့ဘဝတိုင်းရှုံးတာဟုတ်လားဘဝတိုင်းရှုံးတာသေတာတော့ကြီးမားတဲ့အရှုံးပဲရှိမှာတော့ဒါသေတဲ့ခါကျမှအော်ရှုံးမြန်ပြီဟဲ့ဆိုတာကအဲ့ဒီကြမှာခန်းစားချက်ကပြင်းပြင်းထန်ထန်လာမယ်နဲ့တူတယ်နော်ဘာမှလည်းလုပ်လို့မရဘူးလေတကယ်တမ်းကသေမရှုံးတယ်ဆိုတာတဲ့သေမဲ့ဟာစဖြစ်လာတဲ့ကိုကရှုံးပြီးသားလို့ဘုန်းကြီးတို့ကနားလည်ရမယ်ဇာတိဖြစ်တဲ့ကိုကစားဘုန်းကြီးတို့ကရှုံးပြီးသားနော်ရှုံးပွဲအတွက်လက်မှတ်ယူထားလိုက်ပြီးသားဒီပွဲကြီးကအဖြေကပေါ်ပြီးသားဒါကိုနားလည်ရမှာနော်ဘာလို့ရှုံးတာတော့အဲ့ဒီကိလေသာရန်သူကိုနိုင်အောင်မတိုက်နိုင်လို့ရှုံးရတာဟုတ်လားဒါကြောင့်မြတ်စွာဘုရားနိုင်အောင်တာဤတဲ့နော်ယောဒေထမာရံပညာဥဒေနအဲ့လိုနိုင်အောင်တိုက်လို့အောင်မြင်မှုလေးတွေအထိုက်အလျောက်ရလာတာရှိလိမ့်မယ်ဟောဒေသနာမဆုံးသေးဘူးနော်ဒီဒေသနာလေးကပြည့်စုံလုံးလို့ဘုန်းကြီးကပြောခြင်းတယ်ဇိတင်္စရခေအောင်မြင်မှုလေးတွေရပြီဆိုရင်အဲ့ဒီအောင်မြင်မှုလေးတွေကိုပြန်ပြီးတော့ပျောက်မသွားအောင်စောင့်ရှောက်ပေးတဲ့ဟောအောင်မြင်မှုကိုဘာလို့ရမှာတော့စောင့်ရှောက်ပေးရမယ်ဇိတင်္စရခေအောင်မြင်မှုကိုစောင့်ရှောက်ရမယ်အနိဝေဒနောတိယတရားအထုတ်ရင်းနဲ့စိတ်ချမ်းသာမှုလေးတွေကြုံလာတယ်စိတ်တည်ငြိမ်မှုလေးတွေရလာတယ်ထိုက်တဲ့နဲ့ငကိုကမတွေ့ဘူးမကြုံဘူးတာလေးတွေဖြစ်လာတယ်အဲ့လိုဆိုရင်လူကဘဝင်ကမြင့်ကျင်လာဟောဟိုလူတွေဘာမှမသိဘူးဟောသူများဟိုအထင်သေးတဲ့စိတ်ကလည်းလာသေးတယ်နော်ဒါကဘုန်းကြီးကနော်တကယ်လက်တွေ့ဘဝလေးလက်တွေ့အခြေအနေလေးတွေဖြစ်တတ်တာလေးတွေကိုပြောပြတာဟုတ်လား
နည်းနည်းလောက်လှုပ်လိုက်တာနဲ့ဘေးကမလှုပ်တဲ့လူတွေကပေါ်လိုကြီးကိုယ်စိတ်ထဲမှာပေါ်နေတယ်အဲ့ဒီခံစားချက်ရှိလားမသိဘူးနော်စဉ်းစားကြည့်နော်အဲ့ဒါဘာဖြစ်တာတုံးဆိုတော့ तू ကตาယာရင်မှုတဲ့သဘောဖြစ်လာတာနည်းနည်းလေးရင်မှုတဲ့သဘောဖြစ်လာတာအဲ့ဒါကိုမြတ်စွာဘုရားမြင်တယ်အောင်မြင်မှုလေးကိုမပြောက်ပြက်အောင်ထိမ့်သိမ့်ပြီးတော့အဲ့ဒါကိုရင်မှုမနေနဲ့တဲ့ဟောအနိဝေသနောတိယဘာသာပြန်လေးရတော့ဘလို့ဘာသာပြန်တော့တမပတ်ရဲ့အပေါ်မှာตาယာရင်မှုမနေနဲ့လို့ပြောတာတမပတ်ဆိုတာတော့မြင်လုံးပါတယ်လေဟုတ်လားဘုန်းကြီးတို့ကနည်းနည်းလေးလောက်စိတ်ကလေးချမ်းသာပြီးတည်ငြိမ်ပြီးဆိုရင်ကိုအတော်ဟုတ်နေပြီစိတ်ကအဲ့ဒီနားရင်ရက်ချင်တော့တာ तू ကဟုတ်လားဒါဘာလို့ရမလို့ရှစ်ဆက်သွားရအောင်မယ်နော်ဟုတ်လားရှစ်ဆက်သွားလေပို့ပြီးတော့လေးနဲ့လေးတန်မှုရှိလေဒီယုံကြည်ချက်ဒီအမြင်မှန်ဘုန်းကြီးတို့ကင်ဆွဲထားရမယ်ဟုတ်လားအဲ့တော့ဒီခါတာလေးကအနှစ်သာရတို့ဖြင့်ပြည့်နှက်နေတယ်လို့ဘုန်းကြီးကခန်းစားရတယ်နော်ဒီရုပ်ပိုင်းဆိုင်ရာအဖွဲ့အစည်းရတော့ပျက်စီးလွယ်တဲ့အတွက်ကြောင့်ထိခိုက်လွယ်တဲ့အတွက်ကြောင့်မြေအိုးတစ်လုံးနဲ့တူတယ်လို့နားလည်ထားရမယ်နော်စိတ်ပိုင်းဆိုင်ရာအဖွဲ့အစည်းကိုတော့လောဘဒေါသတို့ကြောင့်အကျိုးမဲ့တွေမဖြစ်ရအောင်ဆင်းရဲမှုတွေမဖြစ်ရအောင်သူ့ကိုကြတော့နော်လုံခြုံအောင်ကာကွယ်စောင့်ရှောက်ထားရမယ်သူတို့စိတ်တိုင်းကြဝင်ပြီးတော့နှိပ်စက်တာမျိုးမခံရအောင်လုပ်ရမယ်သတိထားလို့ပြောတာပါပဲဟုတ်လားအဲ့လိုသတိထားတဲ့အခါမှာဘုန်းကြီးတို့စိတ်ကလေးလုံခြုံလာပြီလုံခြုံလာပြီဆိုရင်သတိရဲ့စွမ်းအားကြောင့်သိတာမြင်တာလေးတွေကလည်းဘာလို့လာတော့ဖြစ်ပေါ်လာတယ်ဟောအဲ့ဒါဘာရလာပြီတော့ပညာလက်နဲ့ရလာပြီနော်စိတ်ကိုစောင်းရှောင်းလို့ပညာလက်နဲ့ရလာပြီနော်ဒေသနာကဆက်ဆက်မှုရှိတယ်နော်ဟုတ်လားတနည်းအားဖြင့်ခန္ဓာကိုယ်ဟာပျက်စီးလွယ်တဲ့အရာပဲပျက်စီးလွယ်တဲ့အရာပဲလို့အမှတ်တရလေးရှိနေတာကိုကစိတ်ကိုလုံခြုံအောင်စောင့်ရှောက်ထားတယ်လို့ဆိုနိုင်တယ်လုံခြုံလာတာနဲ့အမျှနားလည်မှုလေးတွေတိုးလာရင်ပညာလက်နဲ့ရောက်လာပြီလို့ဆိုနိုင်တယ်အဲ့ဒီပညာလက်နဲ့ဟာဘဇုကိုအန္တရာယ်ပြုမဲ့ဖြည့်ဆည်းမဲ့အရာလဲလို့မရင်လောဘဒေါသမောဟကိုဖြည့်ဆည်းမဲ့အရာပဲနော်လုံးဝမပြည့်ပြိုသေးခင်မှာအဲ့ဒီလောဘဒေါသအထိုက်လျောက်နဲသွားတာမျိုးရှိလိမ့်မယ်အဲ့ဒါဟာကိုယ့်ရဲ့အောင်မြင်မှုပဲအဲ့ဒီအောင်မြင်မှုကိုဘာလို့ရမှာတော့ဆောင်းရှောက်ရမယ်အဲ့ဒီအောင်မြင်မှုကြောင့်ရလာတဲ့ကောင်းကျိုးလေးတွေကိုရဲ့အပေါ်မှာလည်းပဲตาယာမနေနဲ့ตาယာမနေနဲ့ဆိုတော့ตาယာရင်ရှေ့မတက်ဖဲနေမှာဆိုလို့ဟုတ်လားဘလောက်ပြည့်စုံတဲ့တုန်းဒီကာထာလေးဒါကြောင့်မို့လဲစောစောကယဟန်တော်900ကျော်ဟာဘာဖြစ်သွားယဟန်နာဖြစ်သွားတာဟုတ်လားဘုန်းကြီးကပြောကောင်းကောင်းနဲ့ပြောနေတရားနာရက်စေ့နေနော်အဲ့တော့နှစ်ပိုင်းရှိမှာပေါ့နော်မေတ္တာတရားရဲ့အကြောင်းကိုပြောတယ်ဒီကာထာလေးရဲ့အကြောင်းကိုဘုန်းကြီးတို့ပြောလိုက်တယ်ဒါလေးကဘဝထဲမှာလက်တွေ့အသုံးချเสียအလွန်ကောင်းတယ်ပေါ့နော်ဒီကာထာမျိုးလေးကိုဘုန်းကြီးတို့ကြက်မှတ်ထားမယ်ဆိုရင်အလွန်အကျိုးရှိမှာပဲဟုတ်လားဒါလေးကကိုယ်ဘလို့နေရမယ်ဘာလုပ်ရမယ်လို့နော်ဆရာလုပ်ပြီးတော့ညွှန်ကြားနေသလိုမျိုးလေးကိုယ်တပည့်ကောင်းဖြစ်ဖို့ပဲလိုတော့တာဆရာကောင်းလေးကရနေပြီဟုတ်လားဒါဘယ်သူပေးထားတာတော့မြတ်စွာဘုရားပေးထားတာနော်ဒီလိုတရားစကားမျိုးကိုနာရလို့တရားဓမ္မတို့ရဲ့စိတ်ထဲမှာမသိသေးတာလေးတွေသိသွားတာမျိုးရှိနိုင်တယ်နော်ငကောကသိတော့သိတယ်ဒါပေမဲ့ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားကြီးမဟုတ်လားဘူးဆိုတာမျိုးလေးတွေကရှင်းလင်းသွားတာပြတ်သားသွားတာမျိုးလည်းရှိနိုင်တယ်အဲ့ဒါဆိုရင်သိကြပြီတရားနာရကြိုးနှပ်ပြီဟုတ်လားအဲ့တော့ဘုန်းကြီးတရားစကားစပြောချင်းဗာပြောလိုက်တာတော့တရားအထုတ်တယ်ဆိုတာလည်းပညာရှာတာပါတရားနာတယ်ဆိုတာလည်းပညာရှာတာမြတ်စွာဘုရားဟောထားတဲ့တရားဒေသနာဖြစ်ဖို့တော့အရေးကြီးလိုမယ်နော်တရားနာမယ်ခံပြီးတော့မတရားတွေဖြစ်နေမှာဆိုလို့သဘောပေါက်ရလားအဲ့လိုဆိုလို့ရှိရင်ဒီကနေ့ဘုန်းကြီးတို့မေတ္တာသုတ်ပေတရားတော်မြတ်ရဲ့အကြောင်းဟုတ်လားမေတ္တာသုတ်ပေတရားတော်ကိုဟောခဲ့တဲ့နာယူခဲ့တဲ့ယဟန်တော်တွေကိုမြတ်စွာဘုရားဟောခဲ့တဲ့ယဟန်နာဖြစ်အောင်ဟောခဲ့တဲ့ဂါထာတော်လေးကိုနာယူခဲ့ကြတယ်နော်ဒါကြောင့်ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာအဖွဲ့အစည်းရဲ့ပေါ်မှာမြေအိုးတစ်လုံးနဲ့တူတယ်လို့နားလည်မှုတွေကိုပို့ပြီးတော့မြင်မအောင်ကြိုးစားရမယ်ကိုယ့်ရဲ့စိတ်ကိုလောဘဒေါသရန်သူတွေဝင်ရောက်နှိပ်စက်ခြင်းမပြုနိုင်အောင်လုံခြုံအောင်ကာကွယ်စောင့်ရှောက်နိုင်တဲ့အရည်အသွေးရှိအောင်တတိတရားကိုလည်းလက်ကင်ထားရမယ်နော်ကိလေသာရန်သူကိုရှစ်ထိုးဖို့နော်လိုအပ်တဲ့ပညာတည်းဟူသောလက်နက်ကိုလည်းဘုန်းကြီးတို့တက်ဆင်နိုင်ဖို့လိုမယ်ပေါ့နော်ရရှိလာတဲ့အောင်မြင်မှုကိုစောင့်ရှောက်နိုင်ဖို့လိုမယ်ပြီးရင်ตาယာရင်မှုမရှိအောင်လည်းကြိုးစားကြရမယ်ဒါကြောင့်ဒီဒေသနာမှာလာတဲ့အဆုံးအမများနဲ့အညီကျင့်ကြံကြိုးကိုအထောက်ပြီးတော့ကောင်းကျိုးချမ်းသာတွေကိုပြည့်ပြည့်ဝဝရကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းကြီးတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုကြတဲ့ကုသိုလ်ကောင်းမှုအစုစုရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာဘုံညာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပြရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း